ပြားလုံးပဲမင်္ဂလာပါရှင် Starting Point Business Idea ပြိုင်ပွဲရဲ့ Top 8 Level Round 2 ရှင်ပြိုင်မှုကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီ Round 2 ရှင်ပြိုင်မှုကိုမကြာခင်မှာစတင်တော့မှာပဲဖြစ်ပါတယ်အရင်ဆုံးအနေနဲ့တော့ဒိုင်လူကြီးမင်းတွေကိုစင်မြင့်ဘော်ကိုဖိတ်ခေါ်လိုက်ပါအောင်မယ်ရှင်မောင်စုံအနေနဲ့ကတော့ဦးထွထွနိုင်ကိုစင်မြင့်ဘော်ကိုဖိတ်ခေါ်လိုက်ပါရရှင်နောက်ထပ်ကတော့ဒေါက်တာကေသရီကျော်ကိုစင်မြင့်ဘော်ကိုဖိတ်ခေါ်လိုက်ပါရရှင်နောက်ထပ်ထိုင်တယောက်ကတော့ဒေါ်ဤပိုးဖြူဖြစ်ပါတယ်ဒေါ်ဤပိုးဖြူကိုစင်မြင့်ဘော်ကိုဖိတ်ခေါ်လိုက်ပါရရှင်ဒါဆိုရင်တော့ဒီ round 2 ရှင်ပြိုင်မှုကိုမကြာခင်မှာစတင်လိုက်ပါတော့မယ်ရှင် round 2 ရှင်ပြိုင်မှုမှာဆိုရင်တော့ပြိုင်ပွဲဝင်၄ဦးကရှင်ပြိုင်ရမှာဖြစ်ပါတယ်ပြိုင်ပွဲဝင်နံပါတ်006ကိုတင်ထွန်းအောင်ပြိုင်ပွဲဝင်နံပါတ်012မတ်ဤသက်ခိုင်ပြိုင်ပွဲဝင်နံပါတ်013ကိုသက်ဦးရွှေနဲ့ပြိုင်ပွဲဝင်နံပါတ်020ကိုကျော်စွာထွန်းတို့ကအသီးသီးရှင်ပြိုင်သွားကြရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ပထမဆုံးအနေနဲ့ပြိုင်ပွဲဝင်နံပါတ်006ကိုတင်ချုံအောင်ကိုစင်မြင့်ဘော်ကိုမဖိတ်ခေါ်ခင်မှာအရင်ဆုံးဒီအနှင်းငယ်ပြင်းပြပြပေးချင်ပါသေးတယ်ပြိုင်ပွဲဝင်နံပါတ်006ကိုတင်ချုံအောင်ကတော့ပြီးခဲ့တဲ့ဒီ top 12 level တုန်းက round 1ကနေဝင်ရောက်ရှင်ပြိုင်ခဲ့တာဖြစ်ပြီးတော့ top 8 level ကိုတက်ရောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်ကိုတင်ချုံအောင်ကတော့ mobile phone ပြုပြင်ရေးလုပ်ငန်းကိုတိုးချဲ့ဖို့အတွက်ဝင်ရောက်ရှင်ပြိုင်ခဲ့တာဖြစ်ပါတယ်ဒါဆိုရင်တော့ပြိုင်ပွဲနံပါတ်006ကိုတင်ထုံးအောင်ကိုစင်မြင့်မော်ကိုလက်ခုပ်တန်လေးနဲ့ကြိုဆိုလိုက်ကြအောင်လားရှင်မင်္ဂလာပါခင်ဗျာဟုတ်စလို့ရပြီပေါ့မင်္ဂလာပါပေါ့နော်ကျွန်တော်ဒီပြန်ပွဲဝင် winner prize ပေါ့နော်ကျပ်3,500ရမယ်ဆိုရင်ပေါ့ကျွန်တော်ရန်ကုန်မြို့မှာပေါ့ပထမဆုံးဆိုင်ခွဲကို Usna Plaza လိုမျိုးနေရာမှာဖွင့်လှစ်သွားခြင်းပါရပေါ့နော်အဲ့ဒီအတွက်ဒီ PowerPoint လေးရတော့ပေါ့နော်ဒီ Usna Plaza ကိုကျွန်တော်ဘာကြောင့်ရွေးချယ်ရလဲဆိုတော့လူသွားလူလာလဲများတယ်ဒီ mobile accessory ဒီ IT product တွေ smartphone တွေဝယ်ယူသူအများဆုံးလာရောက်တဲ့နေရာလဲဖြစ်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော် mobile repair လုပ်ငန်းအတွက်ဒီအကောင့်ဆုံး market တစ်ခုဖြစ်တယ်ပေါ့နော်ပြိုင်ဘက်ဆိုင်တွေအများကြီးရှိရဆိုရင်ပဲပေါ့နော်ကျွန်တော်တို့ကဒီ flagship device နဲ့ဒီ data privacy နဲ့ quality အပိုင်းကို 100% အာမခံပြီးပြုပြင်တဲ့ service ဖြစ်တဲ့အတွက်ပေါ့နော်ဒီ customer တွေကိုကျွန်တော်တို့ဆိုင်ကိုဆွဲခေါ်လို့ရတယ်ပေါ့နော်ဒီကျွန်တော်ဆိုင်ဖွင့်မဲ့ဒီ3,500ကိုကြာတော့ဒီဆိုင်အသုံးစရိတ်ပေါ့နော်ဆိုင်ငန်းငါးကားတွေကိုကျွန်တော်150သုံးမယ်ဒီupdate error ပြပြင်ဖို့ရအတွက်ကကြာဒီ update repair tool တွေလိုပဲပေါ့နော်အဲ့ဒီအတွက်ကျွန်တော်190တိသုံးမယ်ပေါ့ဒီ marketing နဲ့ promotion အပိုင်းကိုကျွန်တော်100နီးပါးသုံးမယ်ဒီ offline marketing တွေ online marketing တွေပေါ့နော်ဒီ flyer တွေပြီး signboard တွေနဲ့ပေါ့နော်ဒီ social platform ဖြစ်တဲ့ TikTok တို့ Facebook တို့ကနေပြီးတော့ဒီ customer တွေကိုဆွဲခေါ်မယ်ပြီးတော့ကျွန်တော်နောက်ပိုင်းဘယ်ထိသွားထားလဲဆိုတော့ဒီ social influencer တွေနဲ့ဒီ ID ဒီreviewer တွေကိုနဲ့ကျွန်တော်ဒီချိတ်ဆက်ပြီးတော့ဒီ review and promotion ပုံစံမျိုးတွေအထိကိုကျွန်တော်သွားခြင်းတယ်ပေါ့နော်ဒီ HR ဘိုင်းနဲ့ဒီ technician training ဘိုင်းကိုကျတော့ကျွန်တော်80% သုံးမယ်ပေါ့နော်ကျွန်တော်ဒီ6လအတွင်းဒီအမြတ်အစွန်းကကျတော့ရနိုင်လားဆိုရပမာဏပါပေါ့နော်ဒီကျွန်တော်ဒီ3,500မှာဆိုရင်လစဉ်ပေါ့နော်ရရှိနိုင်တဲ့ပမာဏကတော့ဒီ100နဲ့150ကြားအထိကိုကျွန်တော်ရတယ်တို့အတွက်ပေါ့နော်ဒီ6လအတွင်းရရှိနိုင်တဲ့ပမာဏကတော့တော့ဒီ3,500ရပြီးတော့အမြတ်အစွန်း6လအတွင်းကိုထွက်နေပြီပေါ့နော်ဒီနောက်ထပ်6လရဲ့ဒီအမြတ်အစွန်းကနေပြီးတော့ကျွန်တော်ဆိုင်ခွဲများစွာထပ်ဖွင့်သွားလို့ရတယ်ပေါ့နော်ပြီးတော့ကျွန်တော်နောက်ထပ် plan အနေနဲ့ပေါ့နော်ဖုန်းစားပဲအပြင်မှာဒီ China ဘက်ကနေ supplier တွေတွင်သွင်းပြီးတော့ကျွန်တော်ဒီ local market မှာဖြန့်မယ်ပေါ့နော်အဓိကကျွန်တော် flagship device တွေပြုပြင်နေဒီ service သမားတွေအတွက်အခက်ခဲရကြတော့ဒီ original spare ဘက်တွေဝယ်လို့မရဘူးအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကိုယ်တိုင်ပေါ့နော် China ထိသွားပြီးတော့ဒီ China ကဒီ product တွေကို quality ကောင်းမကောင်းတွေကိုကျွန်တော်လေ့လာရတယ်ဘာကြောင့်လဲဆိုတော့ဒီ Samsung မှာဆိုရင်ဒီ Gorilla Glass Vivid 2 glass တွေသုံးတယ်ဒီဈေးကွက်မှာကျတော့ Yo glass တွေပေါ့နော် Yo glass တွေကကြတော့ကျွန်တော်တို့ဒီ Apple glass ပြုပြင်ပြီးရင်အောင်မှာပေါ့နော်
နောက်တစ်ခေါက်ထပ်လဲဖို့အဆင်မပြေနိုင်ဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကိုယ်တိုင်ဒီမှာယူရဲ့ပစ္စည်းတွေနဲ့ကျွန်တော်ပြုပြင်သွားရတယ်ပေါ့နော်အဲ့တော့ဒီကျွန်တော်တို့ကတော့ဒီ service အပြင်မှာပေါ့နော်ဒီ skill training ဟိုဟာဒီသင်တန်းတွေတော့ကျွန်တော်တို့လည်းဖွင့်နေအဲ့တော့ကျွန်တော်တို့သင်တန်းသားတွေကကြတော့ဒီကျွန်တော်တို့ရှီယာ glad တွေကိုကျွန်တော်မျှပြီးတော့ဒီပစ္စည်းတွေဝယ်ကြရပေါ့အဲ့တော့ကျွန်တော်တို့ကဒီ supplier တွေ agent တွေနဲ့ချိတ်ပြီးတော့ပစ္စည်းတွေကျွန်တော်တို့ပြန်ပြီးတော့ဒီတရုတ်ပြည်ဘက်ကနေတဖြည်းဖြည်းနဲ့ဝယ်လာတဲ့ခါမှာပေါ့နော်ကျွန်တော်တို့ကိုဒီတရုတ်ပြည်ကနေပြီးတော့ဒီ authorize ဒီ reseller ပေးမယ်ပေါ့မင်းတို့ငါတို့ပစ္စည်းကိုများများသုံးပေးငါတို့ပစ္စည်းများများသုံးပေးမင်းကို wholesale နဲ့ပေးမယ်အဲ့တော့ကျွန်တော်တို့ကဒီကြတော့ဒီဘက်ကို wholesale နဲ့ဝယ်ပြီးတော့ဒီဘက်မှာ retail နဲ့ပြန်ပြီးတော့ရောင်းတဲ့အခါမှာကျွန်တော်တို့ရဲ့ဒီ profit margin ကကြတော့ဒီ25%ကနေ30%ထိကိုရှိရပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်ကဒီ authorized reseller ယူပြီးတော့ဒီ local market မှာပြန်ပြီးတော့ retail အနေနဲ့ကျွန်တော်ရောင်းသွားခြင်းတယ်ပေါ့နော်အဲ့လိုမျိုးပေါ့ဒီ phone service လုပ်ငန်းကြောင့်လည်းဒီအရင်းနှီးကတော့များတယ်ဒါပေမဲ့ဒီအမြတ်ကိုတော့ဒီအချိန်တိုတွင်းအများကြီးရရှိနိုင်တယ်ပေါ့နော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ညီလေးဟိုဟာဘုန်းကြီးလေးပြောရင်အခုအနေနဲ့ Usna Plaza မှာဖုန်းသွားပြင်မလားလို့ပြောမပြင်ဘူးဟုတ်ကဲ့ခင်ဗျာဟုတ်နော်အဲ့ဒီတစ်ချက်ပေါ့နော်ဆိုရင် Usna Plaza အနေနဲ့ပြောရရင်ဖုန်းဆိုင်တွေအများများနေပြီအဲ့ဒီပတ်ဝန်းကျင်ရဲ့ရန်ကုန် market ကိုဘယ်လောက် study လုပ်ပြီးပြီလဲဟုတ်ကျွန်တော်တို့ဒီပေါ့နော်ကျွန်တော်ဒီရန်ကုန်ပေါ့နော်ဒီပစ္စည်းတွေလာဝယ်ရတယ်ကျွန်တော်လေးလာရပေါ့နော်လေးလာတဲ့အချိန်မှာဒီ Usna Plaza ကတော့ဒီဖုန်းဆိုင်တိုင်းတွေများတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကကြတော့ဒီဖုန်းဒီ customer ကိုလည်း direct ပြင်တယ်လို့ကျွန်တော်ဒီ brand new ရောင်းတဲ့ဆိုင်နဲ့ second ဆိုင်တွေနဲ့လည်းကျွန်တော်ဒီ B2B plan မျိုးတွေပေါ့ချိတ်တာဖြစ်တဲ့အတွက်ပေါ့ကျွန်တော် first rebel အနေနဲ့ပြုပြင်လို့ရရပေါ့နော်အဲ့လိုမျိုးကြောင့်ကျွန်တော်ကတော့ဒီဖုန်းဆိုင်များတဲ့နေရာကိုကျွန်တော်ရွေးချယ်လိုက်ရတာပေါ့နော်ဟုတ်ပါပြီအဲ့ဒါဆိုလည်းတစ်မျိုးစဉ်းစားလို့ရတာပေါ့နော်ဟုတ်ကဲ့ခင်ဗျဟုတ်ဆိုရင်နောက်တစ်ချက်ကဟိုပြီးခဲ့တဲ့အခါတွေမှာလည်းမေးပြီးပါပြီเนาะဆိုတော့ဒီ phone service တစ်ခုတည်းနဲ့เนาะအခုနလည်းအခုဒီ authorized ဟို reseller တွေဘာတွေလုပ်မယ်ဆိုတဲ့ဟာပေါ့เนาะဆိုရင်ဒီ service လုပ်တဲ့လုပ်ငန်းတစ်ခုကဘယ်လောက်ထိရေရှည်မှာအောင်မြင်နိုင်မလဲခုနကလုပ်ငန်းကြီးကဘယ်လောက်ထိတနိုင်ငံလုံးမှာ service center ပေါင်းရာနဲ့ထိဖွင့်နိုင်တဲ့လုပ်ငန်းကြီးတစ်ခုဖြစ်နိုင်မလားဒါမှမဟုတ်ဘယ်လောက်ထိမျှော်မှန်းထားတယ်လေအဲ့ဒါကိုသိကြဟုတ်ကျွန်တော်ကတော့ဒီမြန်မာနိုင်ငံလုံးပေါ့နော်ဖုန်း service ဆိုင်ခွဲအများကြီးဖွင့်ချင်တယ်ပေါ့နော်ပြီးတော့ဒီမြို့နယ်ကြီးတွေမှာကျတော့ service center ပုံစံမျိုးနဲ့သွားချင်တယ်ပေါ့နော်ကျွန်တော်တို့ဒီဖုန်း service လုပ်ငန်းမှာကျတော့ဒီအရေးသွေးနဲ့ဒီဈေးနှုန်းတွေကိုပေါ့နော်ဒီ technician များစွာကဒီမှန်လဲတဲ့ဈေးနှုန်းဆိုရင်တော့အမျိုးမျိုးတောင်းကြရပေါ့နော်အဲ့ဒီအတွက်ကျွန်တော်တို့ကကြတော့တက်တာတဲ့ဈေးနှုန်းနဲ့ quality ကိုအကောင်းဆုံးဝန်ဆောင်မှုပေးမယ်ပေါ့နော်ပြီးတော့ဒီလူတိုင်းဖုန်းသုံးတာဖြစ်တဲ့အတွက်ဒီဖုန်းဈေးကွက်ကတော့ဒီဟိုပါပေါ့အလားလာကောင်းတဲ့ဈေးကွက်ပေါ့အဲ့လိုမျိုးကြောင့်ပေါ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါခုနဒီငွေကြေးစီမံခန့်ခွဲမှုပါပေါ့နော် tools and equipment ကို390လို့ပြောရပါပေါ့နော်အဲ့ဒါကဘယ်နေရာမှာအဓိကလိုအပ်တဲ့ equipment တွေလဲနောက်တစ်ခါဘယ်နိုင်ငံကတင်သွင်းပါလဲအဓိကကတော့ China နဲ့ Vietnam ဘက်ကနေတင်သွင်းတဲ့ဟာတွေပေါ့နော်ဟုတ်ကဲ့ဟုတ်ဒီပစ္စည်းတွေကကျွန်တော်တို့ဒီ grand line ပြင်မယ်ဆိုရင်ပေါ့ cable လဲတဲ့ဆက်ဆိုရင်တော့မှအနည်းဆုံး100ကျော်ထိရှိရပေါ့နော်တည်ယူဈေးတွေနဲ့ဆိုဒီဘက်ကို150လောက်ရှိရပေါ့နော်ကျွန်တော်တို့ဒီ update error ပြင်ဖို့ကြောက်လဲဒီ technician နည်းပညာပိုင်းဘယ်လောက်ပဲကျွမ်းကျင်ပါစေပေါ့နော်စက်ပစ္စည်းရှိမှပြုပြင်လို့ရတာပေါ့နော်ဟုတ်အခုဒီမှာလဲဒီ authorized reseller သဘောမျိုးကြတော့ကိုကအစင်သင့်သုံးလို့ရတဲ့ product မျိုးကိုပြန်ဖြတ်ဖို့စိတ်ကူးထားရလားဒါမှမဟုတ် spare part လားအစင်သင့်ဆိုတာ remix တို့လိုမျိုးပေါ့ဟုတ်ကျွန်တော်ကကြောဒီ spare part ကိုပဲအဓိကထားတာပေါ့လေဒီဘက်မှာတကယ်တော်ရဲ့ technician တွေလည်းရှိရဒါပေမဲ့ဒီ local market မှာကျတော့ quality ညံ့ကြဥပမာ back cover ဆိုရင်ဒီဟိုပါပေါ့ရိုးရိုး plastic တွေနဲ့လုပ်တဲ့ back cover တွေဒီနိုင်ငံမှာကျတော့ရောင်းကြတာများရပေါ့ကျွန်တော်ကကြောဒီ original back cover ဒီရေလုံတိတ်တွေပါဖြစ်တဲ့အတွက်နောက်ထပ်ရေပြန်လုံတာမျိုးကြီးပေါ့အဲ့လိုမျိုးကြီးကြောင့်ကျွန်တော်ကကိုယ်တိုင်သွင်းပြီးတော့ဒီ technician တွေအတွက်ကိုရည်ရွယ်တာပေါ့နော်အဲ့ဒါလောလောဆယ်အခုထိကိုယ့်ရဲ့ plan ကတော့ဒီပြင်ဆင်တဲ့အပိုင်းကိုပဲအဓိကသွားကျင်တာပေါ့နော် finish product တွေဒီတော့ဖြန့်ဖို့စိတ်ကူးမရှိသေးဘူးเนาะလောလောဆယ်ကတော့ကျွန်တော်တို့ဒီပေါ့နော်ဒီ China ဘက်ကနေပေါ့ကျွန်တော်တို့ reseller သဘောမျိုးတော့မဟုတ်သေးဘူးဒါပေမဲ့ကျွန်တော်တို့ကိုယ်တိုင်ပစ္စည်းကိုတင်သွင်းပြီးတော့ဒီတင်နန်းသားတွေပဲနေနေကျွန်တော်အဖို့ပစ္စည်းဝယ်ခြင်းတဲ့သူပဲနေနေပေါ့ကျွန်တော်တို့ပြန်ပြီးတော့ဒီ rotation နဲ့ပြန်ရောင်းနေပေါ့နော်အဲ့လိုမျိုးအခုအမသိကျင်တာကြတော့ဗောနော်အခုကဆိုင်ရလဲရန်ကုန်မှာအစ်စ်ဖွင့်ပါဘူးဖွင့်ကျင်တာဗောနော်ဖွင့်ကျင်တယ်ဆိုတော့မန္တလေးမှာကိုကလည်းဆိုင်ရှိနေတယ်ဗောနော်ဆိုင်ရှိနေတော့ရန်ကုန်မှာကိုကလာဖွင့်ရမှာဖြစ်တဲ့အတွက်မန္တလေးနဲ့ရန်ကုန်ရဲ့ဗောနော်ဆိုင်ရနှစ်နေရမတူတာရယ်နောက်ဒီ market တွေရန်ကုန် market တွေအစ်စ်ဖြစ်နေရတဲ့မောင်လေးကတကယ် main ဖြစ်နေတဲ့အတွက်ဒီနှစ်ခုကိုဘယ်လိုမျိုး management လုပ်မယ်လို့စိတ်ကူးထားလဲဟ
ဟုတ်ကဲ့ကျွန်တော်ကတော့ဒီဟိုပါပေါ့နော်စိုင်စားဖွင့်ပြီဆိုတာနဲ့တခြားဒီလိုအပ်တဲ့စိုင်ပြင်ဆင်မှုတွေလုပ်ပေးရတယ်အဓိကကျွန်တော်တို့ရှိမှလိုအပ်တာကတော့ဒီ service technician အပိုင်းပေါ့နော်ကျွန်တော်တို့ဒီဘက်မှာဆိုရင်စိုင်3စိုင်မှာပေါ့နော် technician အနေကိုဒီသူ့ရဲ့လိုအပ်တဲ့ဒီဖုန်းပြုပြင်ခြင်းတွေကိုကျွန်တော်တာဝန်တွေပေးထားရဲအကယ်ဖုန်းပြက်လို့ပေါ့နော်ဒီtechnician ကိုပြင်လိုက်တယ်ဒါပေမဲ့ error ဖြစ်သွားတယ်အဲ့ error တဲ့ဘာကြောင့်ပြက်တာလဲပေါ့နော်ကျွန်တော်တို့ပြန်ပြီးတော့ check လုပ်တယ်ဟိုမှာအဆင်မပြေမှုတွေရှိလို့လားဘာခက်ခဲရှိလဲအဲ့လိုမျိုး check လုပ်ပြီးတော့ technician တွေကိုအများနဲ့ကျွန်တော်တို့က scale တွေသွေးနေရပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီရန်ကုန် market မှာလည်းလာဖောက်တဲ့အချိန်မှာကျွန်တော်တို့ကတော့ technician ဒီလိုအပ်ချက်တွေကတော့ဒီမရှိဘူးပေါ့နော်ဒီဘက် sign ဒီကွဲဖွင့်မှာကျွန်တော်ဖွင့်မယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ရည်ရွယ်ထားလို့ကျွန်တော် technician တွေလိုအပ်တဲ့ဒီလူတွေကိုကျွန်တော်စီစဉ်ထားရပေါ့နော်ဟုတ်နောက်တစ်ခုကကျတော့အခုဒီမှာဖွင့်ဖို့ဒီ Usener Plaza တေချာပေါက်ကိုသတ်မှတ်ထားလိုက်ပြီလားUsener Plaza ကိုတော့ကျွန်တော်အဓိကထားပြီးသတ်မှတ်ထားရပေါ့ပြီးရင်တော့ကျွန်တော်လှည့်တန်းဖက်ပေါ့လေဟုတ်အဲ့ဆိုလောလောဆယ်မှာခုနကတော့လည်းအကုန်မေးသွားသလိုပေါ့ Usener Plaza မှာဖွင့်ရင်customer ကတေချာပေါက်မောင်လေးရှိကိုပဲလာမယ်ဆိုရဲပေါ့နော်ဟုတ်ကဲ့ဟုတ်ဟိုမျိုး customer target ကတေချာပေါက်ဒီ Usener Plaza မှာရှိရဒီဆိုင်ကိုပဲလာမယ်ဆိုရဲဟာအပေါ်မှာရောအဲ့ယုံကြည်မှုရှိလားဟုတ်ယုံကြည်မှုရှိရဗျဘာကြောင့်လဲဆိုတော့ကျွန်တော်ကဒီဖုန်းအသုံးပြုရတဲ့သူမှာပေါ့နော် flagship device တွေပြင်တဲ့သူတော်တော်များများတာမန် service ဆိုင်တွေကိုတို့မပြင်ရဲကြဘူးအဓိကကတော့အရေးအသွေးနဲ့ဒီဟိုပါပေါ့ဒီ data privacy စိတ်ချမှုအပိုင်းပေါ့နော်ကျွန်တော်ကကြတော့ဒီစပြီးတော့ဖုန်း service ဖွင့်ကြရဒီ quality ကိုဦးစားပေးတယ်ပြီးရင် data privacy ကိုဦးစားပေးရပေါ့နော်အဲ့တော့ဒီကျွန်တော်တို့ဒီ Mandalay မှာဖွင့်လာတော့မှတချို့ customer တွေဆိုရင်ဟိုဒီဟိုပေါ့နော် Royal တို့ဘောင်းနဲ့လည်းပို့ကြရင်မနလာမင်းတို့လည်းပို့ကြရင်တချို့ဆိုရင်ပေါ့နော်ကိုယ်တိုင်ပေါ့နော်ဒီကားနဲ့လာပဲဖြစ်ဖြစ် expressive လာပဲဖြစ်ဖြစ်အဲ့လိုမျိုးလာပြင်တဲ့ customer များတယ်ပေါ့နော်ဒီ customer တွေကလည်းရန်ကုန်ကပဲကျွန်တော်ဖုန်းဆက်ပြီးတော့ဟိုဖုန်းဆက်ပြီးဆိုတာနဲ့ပေါ့နော်ကျွန်တော်ရန်ကုန်ကဘယ်လိုပြင်ရမလဲအဲ့လိုမျိုးတောင်းဆိုမှုတွေများလာပေါ့ကျွန်တော်ရန်ကုန်မှာဆိုင်ခွဲဖွင့်ဖို့စေကူထားလိုက်တာပေါ့နော်ဟုတ်ကျွန်တော်ဖုန်းပြင်ပြီဆိုရင်လည်းပေါ့ Samsung ဆိုရင် maintenance မှု on ပြီးပြင်ပေးတာမျိုး media ဆိုရင်စိတ်မှု on ပြီးပြင်ပေးတာမျိုးတွေလုပ်တဲ့ဖြစ်တဲ့အတွက်quality ဘန်းကိုတော့အဓိက 100% ထားတယ်ပေါ့နော်နောက်တစ်ခုကခုနကတော့ပြောတဲ့မှာဆက်ဝယ်ရမှာလို့တွေ့တယ်ပေါ့နော်ဆိုတော့အဲ့ဆက်ကရောခုန6လအတွင်းဆိုရင်တော့ profit margin က3500လဲရတယ်ပေါ့နော်အဲ့လိုမျိုးလဲပြထားတာတွေ့တဲ့အတွက်အဲ့ဒီဆက်ကရောအခုချက်ချင်းဝယ်လို့ရှိရင်ချက်ချင်းမြန်မာပြည်ကိုရောက်လာလားစက်ပစ္စည်းကတော့ဒီကျွန်တော်တို့အခက်ခဲရတော့အဲ့ဒါပဲစက်ပစ္စည်းမှာပြီဆိုရင်ပေါ့ဒီကျွန်တော်တို့ဒီ flight နဲ့တည်တဲ့အခါမျိုးမှာကျတော့ဥပမာကျွန်တော် cable လဲတဲ့ဆက်ကို100ရင်းရမယ်ဆိုရင် flight နဲ့တင်ရင်လည်းဒီတည်ကောက်ဟို380ဖြစ်နေတာပေါ့နော်အဲ့တော့ဟိုဒီစက်ပစ္စည်းအတွက်ကတော့ကျွန်တော်တို့အတွက်ကတော့အခက်အခဲဒါပေမဲ့ကျွန်တော်တို့မှာတော့ဒီ pre-order system နေနဲ့ကျွန်တော်တို့ကြိုမှာထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ရှိမှာတော့စက်ပစ္စည်းရတော့အလုံးလောက်တော့ရှိပြီပေါ့အဓိကတော့ဈေးကွက်ကိုစထွင်ဖို့ပဲလိုပါဟုတ်အဲ့ဆိုစုံစမ်းထားပြီးပြီပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ခင်ဗျာဟုတ်ပေါ့နော်အဲ့တော့မှန်းကြည့်ဘယ်လောက်ဆိုရင်ဘယ်နှစ်လလောက်ဆိုရင်မြန်မာပြည်ရောက်နိုင်လဲစက်တည်းစက်တွေကကျွန်တော်မှာပြီးဟေ့ဆိုရင်အနည်းဆုံးတော့9လအနည်းဆုံးကြာတယ်ပေါ့နော်အဲ့9လကြာတဲ့အတော်တွင်မှာကျတော့ run ဖို့ကြတော့ဒီရန်ကုန်မြို့မှာ run ဖို့တော့ကတော့ကျွန်တော်ကစက်ကိုတော့ကြိုတော့မှားထားတာပေါ့နော်ရောက်လဲရောက်နေဖွင့်ဖို့ပဲလိုတာပေါ့နော်အဲ့လိုမျိုးပေါ့ဟုတ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခင်ဗျဟုတ်ညီလေးအကိုရုံးငယ်တုန်းကလေရက်ွက်အတိုင်းမှာနိုင်ပြင်ဆိုင်ရှိတယ်ဟုတ်နော်ဘာလို့ဆိုတော့အဲ့နိုင်ပြင်ဆိုင်ရှိတဲ့လူတွေကလည်းလူတိုင်းနိုင်ပတ်တယ်ဆိုရင်နိုင်အနည်းဆုံးကတော့တက်ခဲလဲရတော့မှာပဲနိုင်မှန်လဲရတော့မှာပဲဆိုနိုင်ပြင်ဆိုင်ရက်ွက်တိုင်းဈေးတိုင်းရက်ွက်ထဲဈေးတွေမှာနိုင်ပြင်ဆိုင်လေးတွေရှိတယ်အခုအဲ့နိုင်ပြင်ဆိုင်တွေမရှိတော့ဟုတ်ကဲ့ခင်ဗျဟုတ်ဆိုတော့တစ်ချိန်မှာဒီဖုန်းကခစ်ပြောင်းသွားနိုင်တယ်အဲ့လိုပဲငယ်တုန်းက TV ပြင်ဆိုင်တွေရှိတယ် TV ပြက်ရင်ဆိုင်မှာတော့ပြင်ရအခု TV ပြက်ရင်မပြင်တော့ဘူးဘာလို့အသက်ကပိုဈေးပေါ်နေတာဟုတ်ကဲ့ခင်ဗျဟုတ်ဆိုတော့တစ်ချိန်ကြရင်အဲ့လိုမျိုးပေါ်လောလောနဲ့ဖုန်းကိုထွက်လာတယ်အချိန်တစ်ခုမဖြစ်နိုင်ဘူးလို့မပြောနိုင်ဘူးဖြစ်နိုင်တယ်ဆိုလူတွေကဖုန်းမပြင်တော့တဲ့ trend တစ်ခုမကြတော့တဲ့နှစ်အပိုင်းချပေါ့နော်အကိုလည်းမမှန်းတတ်ပါဘူးထွက်လာရင်ဘာလုပ်မလဲညီလေးအဓိကတော့ကျွန်တော်ဟိုအဲ့ဒါအကြောင်းလို့ပဲပေါ့နော်မျိုးနေတိုင်းမှာကျွန်တော်ဆိုင်ခွဲဖွင့်ပြီးတော့မြန်ပေါ့နော်ဒီ market တစ်ခုကိုဦးဆောင်ပြောတော့ဖုန်းမပြင်ကြတော့ဘူးလေဟုတ်ကဲ့ခင်ဗျပြင်တဲ့ဈေးနဲ့ဥပမာ9သိန်းกว่าဖုန်းပြင်မယ်ဖုန်းအသစ်ဝယ်တာမှ2သိန်းပဲကြမယ်ဖုန်းကပေါ်လောထွက်လာမှာပဲဟုတ်ကဲ့ခင်ဗျအခုတော့ငယ်တုန်းကလည်းအဲ့လိုပဲအဲ့ဒီ TV ပြင်တဲ့ဈေးရိတ်နဲ့ TV အသစ်ဝယ်တဲ့ဈေးနဲ့ဟာအသစ်က model အသစ်တွေထွက်လာပြီး LCD တွေထွက်လာပြီး LED တွေထွက်ပါပြီးအိမ်ကဟို tube အကြီးတွေဘူးမှမပြင်တော့ဟုတ်ကဲ့အသစ်ပဲဝယ်ကြတာဟုတ်ဆိုအဲ့ဒီ trend ကလာတော့မယ်ဟုတ်ကဲ့ဘယ်နှစ်လဲအနည်းနဲ့အမြန်လားမသိဘူးဒါပေမဲ့10နှစ်တော့မကြာဘူးဆိုတော့အဲ့လိုမျိုးဖြစ်လာတဲ့အချိန်ကြရင်ညီလေးရဲ့ဖုန်းဆိုင် service center ပေါ့နော်ဘယ်လိုရက်တည်မလဲ
ဟုတ်အားဆိုပေါ့နော်ကျွန်တော်ကတော့ဒီ service ကြီးပဲမသွားဘူးပေါ့နော်နောက်ပိုင်းကျွန်တော် investment တောက်လာရင်ပေါ့နော်ဒီ brand new and second အထိကိုကျွန်တော်မှန်းထားရပေါ့နော်ဟုတ်ကဲ့ဒီ service ကိုလည်း customer ယုံကြည်ပြီးတော့ဖုန်းဝယ်မယ်ဆိုရင်တော့ကျွန်တော်တို့ဆိုင်မှာပဲ flash device တွေဝယ်မယ်ဆိုတာမျိုးအထိကိုကျွန်တော်မှန်းထားရပေါ့နော် flash device ဝယ်သူ showroom မှာပဲဝယ်တော့မှာဟုတ်ကဲ့လက်ရှိရောဒီဖုန်းဆိုင်အမျက်မှာခြင်းပြလောက်ရှိလဲ service လုပ်ငန်းဆိုတော့လေဟုတ်ဒီ100နဲ့150ကျော်ဟိုပါပေါ့ဒီဝင်နေပေါ့နော်ဟုတ် income ပေါ့နော်ဝင်နေဟုတ်တယ်ခင်ဗျာဟုတ်တယ်ဟုတ်ကျွန်တော်ကဒီ Excel file မှာပေါ့နော်အမြဲတမ်းဒီပေါ့ဒီပစ္စည်းစင်းဝယ်ရတဲ့ကိုယ့်ရဲ့ expand တွေ income တွေ profit တွေအမြဲထားရပေါ့နော်အဲ့တော့ကျွန်တော်ရဲ့အမြတ်ငွေက100နဲ့150ကြားမှာရှိပါတယ်ဟုတ်ကဲ့ပါတဆိုင်မှာဝန်ထမ်းဘယ်လောက်ရှိလဲဝန်ထမ်းဟို6ယောက်ရှိရခင်ဗျာဟုတ်ဒါကတော့ technician တွေပဲပေါ့နော်ဒီ recession အပိုင်းဒီစင်းကိုင်ပိုင်းတွေတော့တသက်ဝန်ထမ်းတွေဆိုရင်တော့9ယောက်လောက်တော့ရှိရပေါ့တဆိုင်ဆိုင်တိုင်းမှာပေါ့ဟုတ်တယ်ခင်ဗျာဟုတ်ကဲ့သူတို့ရဲ့လစာရောအားလုံးပေါင်းတစ်လဘယ်လောက်ရှိလဲတစ်လကိုကျွန်တော်ဟိုပါပေါ့ဒီ90ကျော်ရှိရပေါ့ကျွန်တော်ဒီလစာပေးရအခါမှာလဲဒီဟိုပါပေါ့ service technician ဘိုင်းမှာဆိုရင်ပေါ့နော်3သိန်းခွဲကိုအခြေခံပေးပြီးတော့ဖုန်းပြုပြင်ခြင်းအတွက်10%ပေးသွားတာပေါ့နော်အဲ့ဆိုကျန်တဲ့ဘာညာနှုတ်လိုက်ရင်တော့အသက်တင်ကဟို30လောက်တော့ကျန်မယ်ဆိုတဲ့ပေါ့နော်80ဝန်းကျင်လောက်ကျန်တယ်ပေါ့ဟုတ်ကျေးဇူးတင်ပါတယ်ဟုတ်ပါပြီကျေးဇူးတင်ပါတယ်ဟုတ်ကျေးဇူးကိုတင်ထွန်းပါပြီနောက်ထပ် level မှာထပ်ပြီးတော့စုံတွေ့ချင်ပါသေးတယ်ရှင် good luck ပါရှင်နေရာပြင်လို့ရပါရှင်ဟုတ်ကိုတင်ထွန်းအတွက်လက်ခုပ်တန်းလေးလည်းကြားချင်ပါတယ်ရှင်အားကျင်တဲ့ဘောရှိပါတယ်ခင်ဗျာဟုတ်တော်တော်လေးကိုကွာခြားပါတယ်ကျွန်တော်တို့ဒီ top 12 level နဲ့ top 11ဆိုဒိုင်နေရဲ့မိကုန်းနေအကြံဖို့ပြုမှုရပါတော့အရန်ကိုလုံးဝကွာခြားရပါကျွန်တော်တို့ဒီဖြေရအောင်မှပေါ့နော်စီစိတ်ကျဉ်တဲ့မှုရှိရဆိုရင်စိုးရိမ်မှုတွေရှိရပါတော့နောက်ထပ်တစ်ဆင့်တက်လန်းရမလားဆိုရဟာပေါ့ဟုတ်နောက်ထပ်ကျွန်တော်တို့ရဲ့ဒီဖုန်း service နဲ့ပတ်သက်ပြီးတော့ CV idea ကျွန်တော်စီစဉ်ထားတဲ့ plan တွေအောင်အများကြီးရှိရပါတော့နောက်တစ်ဆင့်မှာကျွန်တော်ထပ်ပြီးချပြသွားမယ်ပေါ့နော်ဟုတ်ကဲ့ပါရှင်နောက်ထပ်ပြိုင်ပွဲဝင်ကတော့ပြိုင်ပွဲဝင်နံပါတ်012မတ်အီသက်ခိုင်ပါမတ်အီသက်ခိုင်ကတော့ပြီးခဲ့တဲ့ top 12 level round 1ကနေဝင်ရောက်ရှင်ပြိုင်ခဲ့တာဖြစ်ပြီးတော့ top 8 level ကိုတက်ရောက်သွားနိုင်ခဲ့တာပဲဖြစ်ပါတယ်မတ်အီသက်ခိုင်ကတော့ online learning platform idea နဲ့ဝင်ရောက်ရှင်ပြိုင်ခဲ့တာလည်းဖြစ်ပါတယ်အဲဒါဆိုရင်တော့ပြိုင်ပွဲဝင်နံပါတ်012မတ်အီသက်ခိုင်ကိုစင်မြင့်ပေါ်ကိုလက်ကုပ်တန်လေးနဲ့ကြိုဆိုလိုက်ကြအောင်လားရှင်မင်္ဂလာပါကျွန်တော် presentation လေးစခွင့်ပြုပါရှင်ကျွန်တော်ရဲ့ဒုက္ခမိန်စင်တာကတော့ဗောနော်ပညာသင်ရွယ်ကလေးတွေအတွက်ကိုရောပညာသင်ရွယ်ကလေးတွေအတွက်ကို support ပေးမဲ့ဆရာဆရာမတွေအတွက်ရောဒါမှမဟုတ်ဘူးဆိုရင်လည်းပညာသင်ရွယ်ကလေးတွေအတွက်ကို support ပေးခြင်းနဲ့ facilitator တော့၎င်း moderator တော့၎င်း volunteer တော့၎င်းကိုကျမတို့ကနေပြီးတော့မှန်ကန်တဲ့ပညာသင်နီးလန်းနေနဲ့ပေါ့နော်အဲ့ဒါတွေကအကိုတို့ကအရင်ကတည်းကသိပြီးသွားပြီဆိုတော့ဒီ round မှာဘာတွေသိကျင်တာလဲဆိုတော့ business plan နဲ့ပတ်သက်တဲ့ဟာတွေ financial plan နဲ့ပတ်သက်တဲ့ဟာတွေအဲ့ဒါကိုပိုဦးစားပေးပြီးတော့ပိုပြောပြပါ product အကြောင်းဒီ app အကြောင်းအကုန်လုံးက2ခေါက်3ခေါက်လောက်ပြောပြီးသားပြီဆိုတော့တော်တော်သိတာပြီဟုတ်ဆရာအဲဆိုရင်ကျွန်တော်တို့ဒုက္ခမိန်စင်တာကနေပြီးတော့ပေးမဲ့ပေါ့နော်business plan နဲ့ပတ်သက်တဲ့ဝန်ဆောင်မှုကတော့ဘာလို့ဆောင်ရွက်ပေးသွားမှာလဲဆိုရင်ကျောင်းသူကျောင်းသားတွေရဲ့နောက်ပြီးသွားရင် educator တွေအတွက်ကိုဝန်ဆောင်မှုဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်အဲ့လိုဆောင်ရွက်ပေးတဲ့အခါမှာဆိုရင်ကျမတို့ဘယ်လိုပုံစံနဲ့ဆောင်ရွက်ပေးမှာလဲဆိုရင်virtual learning center ရဲ့နောက်ပြီးရင် comprehensive training program တွေရဲ့နဲ့ထည့်သွင်းပြီးတော့ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်ဒါဆိုရင်ဒီလိုဆောင်ရွက်ခြင်းအပြင်ပေါ့နော်ကျမတို့ပေးလိုက်တဲ့အခါမှာဆိုရင်ပညာရေးအတွက်ပေါ့နော်အထောက်ပံ့ဖြစ်စေတဲ့ foundation ဆောင်ရွက်မှုလေးလုပ်သွားမှာပါပေါ့နော်အဲ့လိုလုပ်တဲ့အခါမှာဆိုရင်ကျမတို့ကဘယ်လိုနီးလန်းလေးကိုထည့်သွင်းပြီးအသုံးပြုသွားမလဲဆိုရင်
ပညာရေးမှာဆိုရင်ပေါ့နော်တချို့ teaching aid တွေ material လိုအပ်မှုတွေအတွက်ကိုကျမတို့ရဲ့ဒီ app နဲ့ပေါင်းဆက်ပြီးတော့ပေါ့နော်material အနည်းဆုံးနဲ့နောက်ပြီးရင်ဒီဟာတွေကိုရေရှည်သုံးလို့ရတဲ့ဟာမျိုးနဲ့ဆောင်ရွက်ပေးသွားမှာပေါ့နော်ဒါဆိုရင်ဒီသုခမိတ်စင်တာကနေခုနကပြောတဲ့ဝန်ဆောင်မှုတွေကိုအကောင့်ထဲဘယ်လိုဖော်သွားမလဲဆိုရင်တော့ကျမတို့year initial year မှာ pilot project အနေနဲ့အကောင့်ထဲပေါ်ဖို့ပြင်ဆင်ဆောင်ရွက်နေလို့ဒီသုခမိတ်ကနေပြီးတော့မှဒီပြိုင်ပွဲလေးကိုဝင်တာဖြစ်ပါတယ်အဲ့လိုမျိုးအကောင့်ထဲပေါ်မဲဟာမှာဆိုရင်ကျမတို့သုခမိတ်စင်တာကိုစပြီးတော့မှလုံးဝmodel တစ်ခုအနေနဲ့အကောင့်ထဲပေါ်ပြီးတော့မှအဲ့ model ကိုဆက်ပြီးတော့မှကျမတို့ extend လုပ်သွားဖို့အတွက်ပေါ့နော်ရည်ရွယ်ထားပါတယ်အဲ့လိုရည်ရွယ်ထားတဲ့အခါမှာလဲဒီဟာအတွက်တကယ်ကိုပေါ့နော်လိုအပ်နေတဲ့နေရာတွေနောက်ပြီးရင်ဒီလိုမျိုးပညာရေးနယ်ပယ်အတွက်အထောက်ပံ့ပေးရင်းနဲ့မှာပေါ့နော်လုပ်ငန်းနယ်ပယ်ရပ်တည်ခြင်းတဲ့သူတွေနဲ့လည်းပူပေါင်းရင်းနဲ့မှာကျမတို့ဆက်လက်ပြီးတော့ year 2 3 year 4 5တွေမှာဆက်ပြီးတော့လိုအပ်သမျှတွေအကောင့်ထဲပေါ်သွားမှာပါအဲ့တော့ဒီ program ရဲ့ရတကယ်လို့ပေါ့နော်ကံကောင်းခဲ့လို့ရရှိခဲ့တယ်ဆိုရင်တော့ဘယ်ကိုစပြီးကျမတို့သုံးပါလဲဆိုရင်တော့ကျမတို့ရဲ့ initial year pilot phase မှာရှိတဲ့သုခမိတ်စင်တာမှာချက်ချင်းအကောင့်ထဲပေါ်ပြီးတော့အသုံးပြုသွားမှာဖြစ်ပါတယ်အဲ့လိုဆောင်ရွက်လိုက်လို့အတွက်ကြောင့်မို့နော်ကျမတို့ဘက်ကနေပြီးတော့မှဘာလေးကိုတည်တည်ချာချာစူးစမ်းပြီးအာမခံပေးလို့ရနိုင်လဲဆိုရင်ဒီကနေပြီးတော့မှဆောင်ရွက်လိုက်တဲ့ဟာကပညာရေးအတွက်ကို support ပေးတယ်ပေါ့နော်အချိန်တစ်ခုအတွက်ကိုထောက်ပံ့လေးဖြစ်သွားစေဖို့အတွက်လေးလုပ်မှာဖြစ်ပါတယ်ဟုတ်ကျမရဲ့ဒီပေါ့နော်ပေးမဲ့ဝန်ဆောင်မှုလေးရဲ့အကောင့်ထဲပေါ်သွားမဲ့ဟာလေးရဲ့ကတော့တင်ပြမှုလေးကတော့ဒီလောက်ပါပဲရှင်ကျေးဇူးတင်ပါတယ်အဓိကလေကျွန်တော်တို့သိချင်တာပါလဲဆိုတော့ဒါလည်းသိထောင်ပေါင်းများစွာရင်းနှီးမြှုပ်နှံထားပြီပေါ့နော်ဆိုရင်ဒီဟာကိုပေါက်ဖို့ဒီဟာကိုအောင်မြင်ဖို့အတွက်အဓိကဘာလို့လဲဆိုတော့ team လို့တယ်ဆိုတော့အခုသိချင်တာကညီမတို့ဖွဲ့စည်းထားတဲ့ management team အကြောင်းပေါ့ဘယ်သူက CEO လဲဘယ်သူက founder လဲဘယ်သူက shareholder လဲအဲ့ဒီမှာခုနပြောတဲ့ role တွေအနေနဲ့ဘယ်သူကဘာ role ယူထားတာလဲအဲ့ဒီ team ကဘယ်လောက် strong ဖြစ်လဲဆိုတာကိုကိုတို့နဲ့သိချင်တယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာကျမတို့ရဲ့ဒီ organization structure ကိုပြောရမယ်ဆိုရင် main founder အနေနဲ့2ယောက်ပါဝင်ပါတယ်ပထမဆုံး founder အနေနဲ့ဆိုရင်တော့အန်ကယ်ဦးအေးချိုဖြစ်ပါတယ်သူကတော့ပညာရေးနယ်ပယ်မှာKG ကနေပြီးတော့မှနောက်ပြီးရင်နောက်အခြေခံပညာ level နောက်ပြီးသွားရင် pre foundation program နောက်ကနေ international level အထိပေါ့နော်ဟိုအစအနေပြီးတော့ဟိုအဆုံးထိရှိတဲ့ပညာရေးနယ်ပယ်မှာရပ်တည်ပြီးဆောင်ရွက်လာတဲ့သူဖြစ်ပါတယ်သူကတော့ကျမတို့ရဲ့ BOD ရဲ့ chairman အနေနဲ့တာဝန်ယူဆောင်ရွက်ပါတယ်နောက် main founder တယောက်ကတော့ဦးအောင်မင်းထွန်းဖြစ်ပါတယ်ဦးအောင်မင်းထွန်းကလည်းသူ့ရဲ့ရွယ်ချက်ကသူဒီဩစတြေးလျမှာလေးလာခဲ့တဲ့အရာတွေအတွက်ကိုမြန်မာကိုပြန်လာပြီးတော့မြန်မာရဲ့ကဏ္ဍဘယ်ကဏ္ဍတွေမှာ support လုပ်လို့ရမလဲဆိုတော့ရွယ်ချက်နဲ့ပြန်လာပြီးတော့မှဆောင်ရွက်တာဖြစ်ပါတယ်သူကတော့ MD အနေနဲ့တာဝန်ယူပါတယ် business development ပိုင်းကိုတာဝန်ယူပါတယ်ပြီးတော့ကျမတို့မှာနောက်ထပ် implementing key member 3ယောက်ရှိပါတယ်အဲ့ဒါကတော့နောက်တစ်ယောက်ကတော့ကိုနေသူထွေးဖြစ်ပါတယ်သူကကြတော့ဒီ Australia မှာပဲ ID Computer Science ကို Master တက်ပြီးတော့မှဒီမှာပညာရေးအတွက်ကိုသူ့ရဲ့ဒီ ID နဲ့ပဲအတွက်ဘာတွေ support ပေးလို့ရလဲဆိုပြီးတော့မှပါဝင်တဲ့သူဖြစ်ပါတယ်သူကလည်းဒီ IT အတွက် development management ဘိုင်းကိုသူတာဝန်ယူထားပါတယ်နောက်တစ်ယောက်ကတော့ကျမပါဤသက်ခိုင်မှာကျမကတော့စီဝိုင်းတက်တူကနေ Master of Common နဲ့ပြီးပါတယ်ပြီးသွားရင်ကျမဒီမှာဆိုရင် operation ဘိုင်းနေ finance ဘိုင်းနေကိုတာဝန်ယူထားပါတယ်ပြီးသွားရင်ကျမရဲ့ရွယ်ချက်ကငယ်ငယ်ကလေးအတိုင်းပြန်လဲဖြန့်ဝေတဲ့ဟာမျိုးကိုပညာကိုပေးခြင်းတဲ့ဟာမျိုးလုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ academic ဘိုင်းမှာဆိုရင်ကျမတို့ရဲ့ academic leader ဖြစ်တဲ့ teacher မိမိရဲ့ guideline တွေကိုကျမအဓိကယူပြီးတော့မှဒီ academic operation ကိုပြန်ပြီးတော့တာဝန်ယူဆောင်ရွက်တဲ့အနေနဲ့ကျမတာဝန်ယူပါတယ်။ Now implementing member တယောက်ကတော့ကိုနိုင်ကိုလွင်ဖြစ်ပါတယ်။သူကတော့
တကယ် video production မိုင်းနေ creative content မိုင်းတွေကိုယူသတဲ့လူငယ်တယောက်ဖြစ်ပါတယ်။ဒါကြောင့်မလို့သူက education content တွေ quality content တွေကိုထုတ်ဖို့အတွက်သူကတော့ video production အတွက်ကိုသူတာဝန်ယူပါတယ်။ဒီလိုမျိုးကီးမှန်မှာ9ခုနဲ့ဖွဲ့ထားပါတယ်ဆရာ။ကျေးဇူးတင်ပါတယ်။ဒါပေမဲ့ကျွန်တော်အခုထိမမြင်သေးတာကဒီ business ကိုအောင်မြင်အောင်တကယ် drive လုပ်ပြီး run မဲ့ CEO ကဘလို့စိတ်ကူးစိတ်တန်းနဲ့ run မလဲဆိုတာသိကျင်တာ။ဆိုညီမအနေနဲ့ဒါ CEO role မဟုတ်ဘူးဒါကိုကဒီ business development role ဖြစ်တာပေါ့။ဒါပေမဲ့အကိုတို့ကဘာလဲဆိုတော့ starting point ဖြစ်တဲ့အတွက်ကြောင့်ဒီ business ကိုဘလောက်အောင်မြင်အောင်လုပ်နိုင်တယ်ဆိုတော့ idea အရေးမကြီးဘူး။ဟုတ်။လုပ်နိုင်တဲ့လူကအရေးကြီးတယ်။အဲ့ဒီလူကဘလောက်ထိလုပ်မယ်ဆိုတာကိုအကိုတို့မမြင်ရသေးရတော့ဒါစဉ်းစားစရာတွေအများကြီးဖြစ်နေရဟုတ်ကဲ့ပါဆရာတကယ်ဒီတုကမိန်စံနာကို drive လုပ်မဲ့သူကတော့ကျမပါဆရာဒီတုကမိန်ကို founding လုပ်တဲ့9ယောက်မှာ technology ဘိုင်းတွေ business ဘိုင်းတွေကိုတာဝန်ယူပြီးတော့ဆောင်ရွက်နေရတော့ဦးအောင်မင်းထွန်း MD ကနေဆောင်ရွက်ပါတယ်အဲ့လိုမျိုးဆောင်ရွက်နေနေမှာကျမတို့ business ဒီတုကမိန်စံနာညီမကိုတိုင်ကိုဖာကို RAM ပါဟုတ်ကဲ့ရှင် Okay so CEO အနေနဲ့ RAM ပဲပေါ့သဘောပဲပေါ့ဟုတ်ကဲ့ Okay သဘောပေါက်ပါပြီကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့မင်္ဂလာပါဒီမှာပေါ့နော်တော့ application လေးရှိတဲ့အတွက်ပေါ့နော်ဒါသိကျင်တာကပုံမှန်ဒီကလေးတယောက်ကစပြီးတော့အတန်းတန်းကို join လိုက်တယ်ဆိုရင်လစဉ်ကြီးဘယ်လောက်ရှိလဲနှစ်စဉ်ကြီးရောသူတို့ဘယ်လောက်ပြီးရလဲဟုတ်ကဲ့ဒေါက်တာကျမတို့စီမှာဆိုရင်တစ်နှစ် grade တစ်ခုအတွက်ကိုတစ်နှစ်လေ့လာမယ်ဆိုရင်26,000ကျပ်ပဲရှိပါတယ်ရှင်အဲ့ဒါကဥပမာ grade 1ဆိုရင်6 subject ရှိပါတယ်အဲ့6ဘာသာလုံးကိုတစ်နှစ်စာလေ့လာခွင့်ကို26,000ပါဒါပေမဲ့ကျမတို့လေးလာလိုက်တဲ့အခါမှာတကယ်အားလုံး equal access ရသွားဖို့အတွက်ဆိုရင်လည်းတကယ်အခြေခံလူတန်းစားတွေမှာ26,000ဆိုတဲ့ဟာလေးအတွက်တော့အခက်ခဲရှိတဲ့အတွက်တော့ကျမတို့ဘယ်လိုလုပ်ထားလဲဆိုရင် separation plan တွေကိုလတွေခွဲထားပါတယ်တစ်နှစ်လေးလာခြင်းလား26,000အဲ့လိုမဟုတ်ဘဲနဲ့ okay ကျောင်းကတက်ရတဲ့ကာလ6လပဲရှိလို့6လလေးလာခြင်းလားလေးလာလို့ရပါတယ်ဒါဆို21,600အဲ့လိုမှမဟုတ်ဘဲနဲ့ကလေးကမြန်လို့မလို့6လလောက်ပဲလေ့လာခြင်းတယ်ဆိုရင်လည်းရှိပါတယ်ကျမတို့6လအဲ့ဒါကတော့18,500အဲ့လိုမှမဟုတ်ဘူးဆိုရင်โอเคနွေရာသီ3လပဲလေ့လာခြင်းတယ်ဆိုရင်လည်း3လပတ်ကြီးလုပ်ပေးထားပါတယ်အဲ့ဒါကလည်း6,200လောက်ပေါ့နော်အဲ့လိုမျိုးလေးလုပ်ပေးထားတာသိကျင်တာပေါ့နော်တချို့ကျတော့ဥမာ access ကိုဖွင့်ပေးလိုက်ပြီဆို portal access ကိုဖွင့်ပေးလိုက်ပြီဆိုရင်ဒီ level ကိုတစ်နှစ်လုံးမလေ့လာပဲသူတစ်လစာပဲပေးထားပြီးတော့တစ်လနဲ့အကုန်ပြီးွားရင်လေသူကြည့်ခွင့်ရတယ်ပေါ့အဲ့လိုပုံစံမျိုးနဲ့တင်ရုပ်ချပေးထားရလားဒါမှမဟုတ် level like grade like သူကပွင့်သွားလားဥပမာဒီ level ကိုသူဖြေလိုက်တယ်လေးလာတယ်ဒီ level မှာသူအမှတ်တွေပေးရမယ်ပေါ့နော်အမှတ်တွေပေးသူ exam တွေဖြေပြီးတော့မှနောက် level ကိုတက်တာလားတချို့တော်တော်တခြား website တွေဆိုရှိရလေလစဉ်ကြီးပေးလိုက်ပြီးဆိုရင်တစ်လလုံးမှာဘယ် subject မဆိုကိုအချိန်ပေးနိုင်ပြီးရင်ဆိုလေးလာလို့ရတယ်ပေါ့နော်ဘယ်လိုမျိုးသူတို့တွေရော access တွေဖွင့်ပေးထားလဲဟုတ်ကဲ့တကယ်လို့တစ်နှစ်စာကို26,000သွင်းလိုက်ပြီဆိုရင်ကျမတို့ fully asset ဖွင့်ပေးထားပါတယ်ဒေါက်တာ grade တစ်ခုပဲ grade တစ်ခုကိုဒါဆိုရင်သူကြိုက်တဲ့အချိန်မှာအပြန်ပြန်လှန်လှန်ဒီတစ်နှစ်အတွင်းမှာကြိုက်တယ်လို့လေ့လာလို့ရပါတယ်ရှင်ဟုတ်ကဲ့ပါနောက်တစ်ခုသိချင်တာကတော့ပေါ့နော်ဒီဒေါက်တာဒီ product မျိုးပေါ့နော်ကကြတော့ awareness အရင်လူတာပေါ့ awareness အားဖြင့်ကြတော့အခုဒီ9နှစ်လောက်ရှိလာတဲ့ကာလတစ်ခုပေါ့နော် friend လောက်ရှိပြီလို့ခဏဟုတ်3နှစ်3နှစ်ပေါ့နော်3နှစ်လောက်ရှိလာတဲ့ကာလတစ်ခုမှာကျတော့ awareness အားဖြင့်ကျတော့နောက်ထပ်ပို့ပြီးရအောင်ဘယ်လိုလုပ်သွားမလဲစိတ်ထဲမှာ awareness လေးနည်းလေးအားနည်းတယ်ထင်တာပေါ့ဒါတော့ဘယ်လောက်ပဲအနောက်က development team တွေဘယ်လောက်ကောင်းကောင်းကိုယ့် idea တွေဘယ်လောက်ကောင်းကောင်း awareness မရရင်ကျတော့ customer demand မရှိနိုင်ဘူးပေါ့နော်အဲ့ဒီ awareness ကိုဘယ်လိုဆက်လုပ်သွားမလဲဟုတ်ကဲ့ဒေါက်တာဒီawareness ရဖို့အတွက်ဆိုရင်တော့ကျမတို့စီမှာ3ခုပေါ့နော်ထားပါတယ် marketing အနေနဲ့ပေါ့နော်ပထမအဆုံးတစ်ခုကတော့ကိုယ်တိုင်ဒီ education ပေါ့နော်ပေးတဲ့ပွဲလေးလိုက်ပြီးတော့တကယ်လိုအပ်တဲ့နေရာတွေမှာလုပ်ရင်တော့၎င်းပေါ့နော်ပြီးတော့ရင်ဒီလိုမျိုးပေါ့နော် education နဲ့ပတ်သက်တဲ့ program တွေမှာပါဝင်ပြီးတော့မှပံ့ပိုးပေးရင်တော့၎င်းလုပ်သွားမယ့်ဟာလေးတစ်ခုပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ marketing ပေါ့နော်ကိုယ့်ရဲ့ marketing team ကနေပြီးတော့မှလုပ်မယ်ပေါ့နော် digital marketing strategy ကိုကျမတို့ဒီ2024-2025ကို emphasize လုပ်ပြီးတော့စလုပ်သွားမှာပေါ့နော်နောက်တစ်ခုလေးကတော့ကျမတို့ CSR program လေးတွေနဲ့ပို့ပြီးပြန်ပွားသွားအောင်လုပ်ဖို့ရည်ရွယ်ထားပါတယ်ဒေါက်တာ server အနေနဲ့ဆိုတော့တပြိုင်တည်းဘယ်နှယောက်လောက် account ကြည့်လို့ရတယ်တချို့ကျတော့ရှိရပေါ့နော် account လောကျသွားတာမျိုး2000-3000လောက်ဝိုင်းသုံးလိုက်တဲ့အခါမှာဗီဒီယိုတက်မလာတော့တာမျိုးပေါ့ဘယ်လောက်ထိတပြိုင်တည်းသုံးလို့ရလဲဟုတ်ကဲ့အဲ့ဒါအတွက်ကိုလည်းကျမတို့ပေါ့နော်မီလီယံလောက်
ရှိတဲ့လူတွေဒါဝိုင်းသုံးခဲ့ရင်ဆိုတဲ့ဟာကိုကြိုတွေးပြီးတော့မှကျမတို့ရဲ့ streaming ပေါ့နော် streaming တွေကိုလည်းခွဲထားတဲ့ hosting တွေကတီးတန့်လေးတွေခွဲထားပါရဲ့ရှင့်ဒါကြောင့်မလို့လက်တလောအထိတော့ 2K 2.5K လောက်ရှိနေပြီမဲ့လည်း video streaming လေးတော့အခုထိတော့ကောင်းပြီးတော့ရတယ်ပေါ့နော် result ကောင်းလေး ဟုတ်ကျေးဇူးပါ အခုသိချင်တာကြတော့လေသူခမိန်စင်တာကိုအခု run နေရပေါ့နော်ဝန်ထမ်းအရေးအတွက်နဲ့အခုလက်ရှိအဲ့ဒီအတွက်သုံးရတဲ့အသုံးစရိတ်ကဘယ်လောက်ရှိလဲဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဒုက္ခမိန်စင်တာကိုအခုစပြီးတော့ implement လုပ်မှာပါရှင်ဟုတ်အဲ့ဒီအတွက်ကိုရည်ရွယ်ထားတဲ့ပေါ့နော်operation အတွက်ရည်ရွယ်ထားတဲ့လူအနေနဲ့ဆိုရင်ကျွန်တော်တို့ academic ဘိုင်းအတွက်လည်းရည်ရွယ်ပြင်ဆင်ထားပြီးသားတွေလည်းရှိပါရဲ့ရှင်ဒါပေမဲ့အခုမှစပြီးတော့မှrun မှာဖြစ်ပါတယ်မ run နေဘူးပေါ့နော်ဒုက္ခမိန်စင်တာဟုတ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ main ပေါ့နော် main အနေနဲ့ဆိုရင်တော့ဒုက္ခမိန် app စပြီးဖြစ်တဲ့ပညာဒုက္ခမိန်မှာဆိုရင်တော့ကျွန်တော်တို့ဒီ content တွေပါအားလုံးကိုdevelop လုပ်တဲ့ team က14ယောက်ရှိပါတယ်ပြီးသွားရင်ကျမတို့ main အနေနဲ့ account ထဲပေါ်ပြီးတော့လုပ်နေတဲ့သူကတော့4ယောက်ရှိပါတယ်ဟုတ်ပြီးရင် academic ဘိုင်းကိုဆိုရင်တော့အဓိကပေါ့နော်ဆောင်ရွက်ပေးနေတာကတော့ကျွန်တော်တို့academic director ရယ်နောက်ပြီးရင် leader ရယ်နောက်ပြီးရင်ဒီဟာကိုoperate လုပ်မဲ့ teacher ရယ်ပေါ့နော်3ယောက်ရှိပါရယ်ပေါ့နော်ဟုတ်အဲ့တော့လစဉ် salary ဘယ်လောက်တော့ရလဲဟုတ်ကဲ့ salary အနေနဲ့ဆိုရင်တော့ကျမတို့100ဝန်းကျင်လောက်မှာရှိနေပါရဲ့ရှင့်အခု application ကိုသုံးနေတဲ့သူအရေးအတွက်ဘယ်လောက်ရှိပြီလဲဟုတ်ကဲ့ 2K တော့ကြော်နေပါပြီရှင့်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါရှင်ကျေးဇူးတင်ပါတယ်ကဲ့ပါမိတ်သက်ခိုင်ရဲ့ idea တွေတိုင်းထပ်တူအောင်မြင်မှုတွေလည်းရရှိပါစေရှင်နောက်ထပ် level မှာလည်းထပ်ပြီးတော့ဆုံးကျင်ပါသေးတယ်ရှင် collect ပါရှင်ဟုတ်ကဲ့ကျေးဇူးပါမိတ်သက်ခိုင်တဲ့လက်ခုပ်တယ်လေးလည်းကြားချင်ပါတယ်ရှင်မတူပါဘူးရှင်ပို့ပြီးတော့လည်း excited ဖြစ်တယ်လို့ပြီးသွားရင်ကိုဆောင်ရွက်မဲ့ဟာအတွက်လည်းပို detail ကြတဲ့ plan တွေနောက်ပြီးရင်ဘာတွေကိုဘယ်လိုတကယ်ရော implement reality ဖြစ်ရလားဆိုတာတွေပို့ပြီးစမ်းစစ်လာတော့ကျမတို့တကယ် reality မှာဘယ်လောက်ထိလုံးမှာပါဆိုတော့ကိုယ့်ရဲ့ပေါ့နော်ပြင်ဆင်ချက်တွေကိုဖြေရတာဖြစ်ပါတယ်လုပ်ငန်းတစ်ခုထူထောင်မှုအတွက်တကယ် key တွေကဘယ်သူလဲပေါ့ဒါ resource management အတွက်အရေးကြီးဆုံးပေါ့နော်ဒါဆိုရင်ဒီလိုမေးခွန်းလေးကနေပြီးတော့ကိုယ်လုပ်ငန်းအတွက် okay key resource တွေကိုဘယ်လိုများလုပ်ပြီးတော့ထိန်းမလဲဆိုတာတွေကိုအတွေ့အကြုံလဲရတယ်။နောက်ပြီးတော့ရင်တိကျသေးကြတဲ့သွားမဲ့ future အတွက်လမ်းကြောင်းတွေနောက်လက်ရှိ run နေတယ်ဆိုရင်လည်း run နေတဲ့လဲပတ်ဆောင်ရွက်မှုတွေကိုမေးတဲ့အခါမှာ okay လက်ရှိဆိုရင်လဲပတ်ဆောင်ရွက်ရင်ဘာတွေကိုကြည့်ပြီးသတိထားရမယ်။ထပ်ပြီးတော့မှကိုကလုပ်ငန်းလေးအခုလိုဒုက္ခမိန်စန္ဒာဆိုတာလေးကိုစတင်ပေါ့နော်ချဲ့ထွင်ပြီးလုပ်မယ်ဆိုရင်ရောလူဥဆောင်ပြီးတော့မှဘယ်လိုမျိုး future အတွက်ပြင်ဆင်ထားလဲဆိုတာလေးတွေကဒါတကယ်တမ်းကိုလုပ်ငန်းအတွက် real မှာကိုပြင်ရမယ့်ဟာလေးဖြစ်ပါတယ်အဲ့တော့အရန်ကိုဒါလေးတွေကိုသတိချက်ပြီးတော့ပြင်ဆင်ပြီးကိုစီမှာရှိတဲ့ဟာလေးနဲ့ကိုက်ညီအောင်ဖြည့်ကြခဲ့ပေါ့နော်ဒါဆိုရင်တော့နောက်ထပ်ပြိုင်ပွဲဝင်ကတော့ပြိုင်ပွဲဝင်နံပါတ်013ကိုသက်ဦးရွှေပါကိုသက်ဦးရွှေကတော့ပြီးခဲ့တဲ့ top 12 level တုန်းက round 1ကနေဝင်ရောက်ရှင်ပြိုင်ခဲ့တာဖြစ်ပြီး top 8 level ကိုတက်ရောက်သွားနိုင်ခဲ့တာပဲဖြစ်ပါတယ်ကိုသက်ဦးရွှေကစွန့်ပစ် coffee မှုန့်တွေကနေ coffee ဆက်ပြာထုတ်လုပ်မဲ့ idea နဲ့ဝင်ရောက်ရှင်ပြိုင်ခဲ့တာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ပြိုင်ပွဲဝင်နံပါတ်013ကိုသက်ဦးရွှေကိုစင်မြင့်ပေါ်ကိုလက်ခုပ်တန်လေးနဲ့ကြိုဆိုလိုက်ကြအောင်လားရှင်မင်္ဂလာပါခင်ဗျမင်္ဂလာပါကျွန်တော်နာမည်ကတော့သက်ဦးရွှေဖြစ်ပါတယ် Coffee Day ရဲ့ founder ပါဆိုတော့ကျွန်တော်ရှေ့ရက်ဒီမှာတင်ပြထားတဲ့စွန့်ပစ် coffee ကနေစင်မြင့်ထုတ်ကုန်တွေတန်ဖိုးရှိထုတ်ကုန်တွေထုတ်ဖို့အတွက်လုပ်ငန်းအကြောင်းကိုကျွန်တော်ပို့ပြီးထဲထဲဝင်ဝင်ရှင်းပြပေးခြင်းပါတယ်ပထမဆုံးတော့ဒါကျွန်တော်တို့ရဲ့ဒီ business concept ကတော့ကျွန်တော်ရှေ့မှာရှင်းပြထားလို့ပဲကျွန်တော်တို့ကskin care ရိုးရိုးတာမန် skin care မဟုတ်ပါဘူးကျွန်တော်တို့အဓိကတော့ပတ်ဝန်းကျင်ကိုဒီဆိုးကျိုးတွေအနည်းဆုံးဖြစ်အောင်စီမံထားတဲ့ဒီ skin care တစ်မျိုးပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့
ဒီကျွန်တော်တို့ရဲ့ဒီ coffee scrub soap ဟာဆိုရင် coffee အနံ့အပြင်ကျွန်တော်တို့ကလူရဲ့ရေပြားကျန်းမာရေးကိုကောင်းကျိုးပေးတဲ့ဓာတ်တွေလည်းအထက်ထဲမှာရှိပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ရဲ့ဒီအဓိကwaste ပေါ့နော်ဒီကျွန်တော်တို့ coffee waste တွေကိုကျွန်တော်တို့ upcycle လုပ်ပြီးတော့ဒီအဆင့်မြင့်ဒီ product တစ်ခုကိုထုတ်ပြီးတော့လုပ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကကဘာကြီးပူနွေးမှုကိုလည်းကျွန်တော်တို့တစ်ပတ်တစ်လမ်းကနေပြီးတော့ short ချပေးတဲ့ product မျိုးလည်းဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ကနောက်ပိုင်းဆိုရင်ကျွန်တော်တို့ local coffee shop တွေနဲ့ပူးပေါင်းပြီးတော့သူတို့ရဲ့သူတို့စီကနေထွက်တဲ့သူတို့ဆိုင်ကနေထွက်တဲ့ကျွန်တော် coffee waste တွေကိုကျွန်တော်တို့ပြန်ပြီးတော့ယူပြီးတော့ကျွန်တော်တို့အဆင့်မြင့်ဒီ product တွေထပ်ထုတ်ဖို့လည်းကျွန်တော်တို့မှာအစီအစဉ်တွေရှိပါတယ်နောက်တစ်ခုရှင်းပြပေးချင်တာတော့ကျွန်တော်တို့ competitive advantage ပေါ့နော်ကျွန်တော်တို့သူများတွေထက်ကျွန်တော်တို့ဘာတွေတာလဲပေါ့ဆိုတော့အဓိကတော့ကျွန်တော်တို့က coffee scrub soap ဖြစ်တဲ့အတွက်ကျွန်တော်တို့ကဆက်ပြအနေနဲ့လည်းသုံးလို့ရတယ်တန်ရှင်းစေတဲ့အပြင်ကိုကျွန်တော်တို့ကဘာရှိလဲဆိုတော့ကျွန်တော် cells အသေးတွေကိုဖယ်ရှားပေးတဲ့ဓာတ်တွေကိုလည်းကျွန်တော်တို့ရတယ်ဆိုတော့ဆက်ပြအပြင်ကျွန်တော်တို့ကဒီလူရဲ့ခန္ဓာကိုယ်ရဲ့ကျန်းမာရေးအတွက်ပါအကောင်းစေတဲ့ဒီအရေးချင်း2မျိုးအရေးသွေး2မျိုးကိုတစ်ပြိုင်နက်တည်းမှာရရှိတာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော် local product ဖြစ်တယ်နောက်တစ်ခုကတော့ကျွန်တော်တို့က affordable price နဲ့ကျွန်တော်တို့က market လုံးမှာဖြစ်တဲ့အတွက်ကျွန်တော်တို့က import ဒီတချို့ဒီ skin care product တွေကိုတော့မှကျွန်တော်တို့အစားထိုးလို့ရတဲ့ product မျိုးဖြစ်ပါတယ်ဆိုတော့အခုခေတ်နဲ့လည်းအများကြီးကိုက်ညီတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကျွန်တော်တို့ production နဲ့ packaging တွေကလည်းဆရာတို့ဆရာမတို့တွေ့တဲ့အတိုင်းပဲကျွန်တော်အနေနဲ့ပေါ့နော်ဒီပတ်ဝန်းကျင်ကိုဟန်ဖြစ်စေမယ့်ဟာအတက်နိုင်ဆုံးကျွန်တော် short ချထားပါတယ်ဆိုတော့နောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့က business ရဲ့လုပ်တယ်နောက်တစ်ခုကကျွန်တော်တို့ planet ပေါ့နော်ကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာကြီးကိုလည်းကူညီပေးရရောက်ပါတယ်ဆိုတော့ဒီ sustainable impact ကိုလည်းဖြစ်စေတဲ့ကျွန်တော်တို့လုပ်ငန်းတစ်ခုဖြစ်ပါတယ်ကျွန်တော်တို့ coffee waste တန်ကိုကျွန်တော်တို့ဒီလိုမျိုး scrap soap လုပ်လို့ရှိရင်ကျွန်တော်တို့အတုံးရေပေါင်း6,600လောက်ရပါတယ်အဲ့ဒါဘာနဲ့သွားညီလဲလို့ပြောရင်ကျွန်တော်တို့တစ်ပင်အပင်100ကတစ်နှစ်စာဒီပေါ့နော်ကျွန်တော်တို့တစ်ပင်စိုက်ချင်းနဲ့တွားပြီးတော့တူညီပါတယ်အဲ့လောက်တောင်ကျွန်တော်တို့ impact ကြီးတဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်ခင်ဗျာနောက်တစ်ခုကတော့ကျွန်တော်တင်ပြပေးချင်တာကျွန်တော်တို့ရဲ့ target market ပေါ့ဆိုတော့ကျွန်တော်တို့ target market မှာဆိုရင်ကျွန်တော်တို့ကမြို့နေပေါ့နော်လူငယ်လူတန်းစားတွေကိုကျွန်တော်တို့ target ထားပါတယ်ဆိုတော့သူတို့တွေကကျန်းမာရေးကိုလည်းလိုက်စားတယ်ဒီအရေးပြားကျန်းမာရေးကိုစိတ်ဝင်စားတဲ့လူတွေပြီးရင်နောက်တစ်ခုကကျွန်တော် young professional တွေသူတို့လည်းကျွန်တော်တို့ target ထားပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ပေါ့နော် eco conscious ဖြစ်တဲ့လူတွေကျွန်တော်တို့တဘာဝပတ်ဝန်းကျင်ကိုစိတ်ဝင်စားတဲ့လူတွေဒီလူတွေကိုလည်းကျွန်တော်တို့အနေနဲ့ target ထားပါတယ်အဲ့ဒါကတော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့လူဦးရေတကောင်စင်းရင် data အရဆိုရင်ကျွန်တော်ဘယ်လောက်ရှိလဲဆိုတော့မြန်မာတစ်နိုင်ငံလုံးရဲ့17%ပေါ့နော်ကျွန်တော်တို့ပမာဏအားဖြင့်ပြောမယ်ဆိုရင်လူဦးရေတန်းပေါင်း 5.8 တန်းကျွန်တော်တို့စီမှာ market အကြီးပဲရှိပါတယ်ဆိုတော့ဒါကတော့ပေါ့နော်ကျွန်တော်တို့ဒီမြန်မာ research ကနေပြီးကျွန်တော်တို့ research လုပ်ကြည့်တာပေါ့ကျွန်တော်မြန်မာနိုင်ငံရဲ့ skin care market ဘယ်လောက်ကြီးလဲဆိုရင်ကျွန်တော်တို့2024မှာဒေါ်လာတန်းပေါင်း928.1 တန်းလောက်ရှိပါတယ်ဆိုတော့တော်တော်ကြီးတဲ့ market ပါဒါပေမဲ့အဲ့ market မှာဘာဖြစ်နေလဲဆိုရင်ဒီ consumer တွေကဒီတဘာဝကနေထွက်တဲ့ဒီ skin care product တွေကိုသုံးရှင်တဲ့ရာခိုင်နှုန်းတွေကတစ်နှစ်ပို့ပြီးတော့မြင့်တက်နေပါတယ်အထူးသဖြင့်ကျွန်တော်တို့အခုလက်ရှိလုပ်နေတဲ့တဘာဝကနေပြီးတော့ပေါ့နော်ဒီ skin care product တွေကိုလုပ်တဲ့လူတွေကလည်းဒီပေါ့မြန်မာနိုင်ငံမှာအများကြီးနေပါသေးတယ်အဲ့အတွက်ကျွန်တော်တို့ကအခွင့်အလမ်းအနေနဲ့ကျွန်တော်တို့မြင်ပါတယ်ဆိုတော့ဒီလောက်ကြီးတဲ့အခွင့်အလမ်းကိုကျွန်တော်တို့ဘယ်လို market ထဲဝင်မယ်ဆိုတဲ့ဟာမျိုးလေးကျွန်တော်ဒီဟာလေးချပြပေးခြင်းပါတယ်ဆိုတော့ကျွန်တော်တို့ပထမအဆင့်အနေနဲ့ကတော့ပေါ့နော်ကျွန်တော်တို့အတွက်အပိုင်နိုင်ဆုံး market ဖြစ်တဲ့ coffee date ပေါ့ကျွန်တော်တို့ရဲ့ coffee date ဒီဆိုင်ခွဲတွေအားလုံးမှာကျွန်တော်အနေနဲ့ sales channel တစ်ခုအနေနဲ့ကျွန်တော်ဒီ coffee တွေကို coffee scrub soap တွေကိုကျွန်တော်ရောင်းချမှာဖြစ်ပါတယ်ဖြန့်ဖြူးမှာဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုကတော့ကျွန်တော် online sales ပေါ့နော် online sales ဆိုတော့ကျွန်တော်တို့ဒီ influencer social influencer တွေနဲ့ပူးပေါင်းပြီးတော့ကျွန်တော်တို့ online sales တွေကျွန်တော်တို့လုပ်မယ်နောက်တစ်ဆင့်အနေနဲ့တော့ကျွန်တော်တို့ local partner တွေဖြစ်တဲ့ကျွန်တော်တခြား coffee shop တွေကနေကျွန်တော်တို့ကနောက်ပိုင်းမှာသူတို့စီကနေကျွန်တော်တို့ waste တွေပြန်ယူပြီးတော့သူတို့ကျွန်တော်ကုန်ချမ်းတွေပြန်သွင်းပြီးတော့ဒီ sales channel အဖြစ်နဲ့ကျွန်တော်တို့ partner တွေလုပ်ဖို့လည်းအစီအစဉ်ရှိပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ hotel တွေ spa တွေနောက်ထပ် retail shop တွေနဲ့ကျွန်တော်တို့ partner လုပ်ပြီးတော့ကျွန်တော်တို့ market ဒီဟာကြီးကို channel ကိုပို့ပြီးတော့ပိုကောင်းအောင်လို့ကျွန်တော်တို့လုပ်ဖို့အစီအစဉ်ရှိပါတယ် phrase 2အနေနဲ့ကတော့ပေါ့နော်ကျွန်တော်နောက်ပိုင်း slide တွေမှာလည်းပြောပြပေးသွားပါမယ်ခင်ဗျာကျွန်တော်တို့ coffee scrub soap တွေမကပါဘူးတခြားလုပ်လို့ရတဲ့ဟာတွေလည်းအများကြီးရှိပါတယ်ဒီ coffee waste တွေကနေထပ်လုပ်လို့ရတဲ့ product တွေလည်း
ကျွန်တော်တို့မှာအများကြီး research လုပ်ထားတာရှိပါဆိုတော့ကျွန်တော်တို့ phrase 3အနေနဲ့ကတော့ကျွန်တော်တို့ဒီ coffee scrap ဟိုပါပေါ့နော်ဒီ coffee လုပ်ငန်းကဆိုရင်ကျွန်တော်တို့ coffee waste တွေကနေထုတ်တဲ့လုပ်ငန်းဟာဆိုရင်ကျွန်တော်တို့ကဒီပြည်တွင်းမှာနေမကဘူး regional အထိပါကျွန်တော်တို့သွားလို့ရတဲ့လုပ်ငန်းဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံထက်တခြားနိုင်ငံတွေမှာ coffee waste တွေပို့ပြီးတော့ထွက်နေတယ်ဆိုတာကျွန်တော်လည်းရှေ့မှာ data တွေဆရာတို့ဆရာမတွေပြပေးထားပါတယ်။ financial plan အရာဆိုရင်တော့ကျွန်တော်ဒါပေါ့နော် estimate လုပ်ထားတဲ့အရာဆိုရင်ကျွန်တော် initial investment တော့3500လောက်ကျွန်တော်တို့မှန်းထားပါတယ်ဆိုတော့ကျွန်တော်တို့ GP ပေါ့နော် gross profit margin ကိုတော့ကျွန်တော်တို့55ကနေ60လောက်ကျွန်တော်တို့ market လုပ်ဖို့စီစဉ်ထားတယ်ကျွန်တော် pricing တွေနဲ့ကတော့ကျွန်တော်တို့9000ကနေ1000ကြားကိုကျွန်တော်တို့ pricing လုပ်ဖို့ထားပါတယ်ဒါကျွန်တော် middle class တွေကိုကျွန်တော်တို့ဒီထိုးဖောက်ချင်တာပေါ့နော်ပြီးတော့နောက်တစ်ခုကတော့net profit ပေါ့နော် estimate ကတော့15ကနေ20ရာခိုင်နှုန်းကျွန်တော်တို့ရအောင်လို့ကျွန်တော်တို့လုပ်ပါမယ်ဒီ pricing တွေကိုပြီးတော့ကျွန်တော် ROI ကတော့ခံမှန်းကြည့်ရတော့4နှစ်ကနေ5နှစ်လောက်ကျွန်တော်တို့တွက်ချက်ထားပါတယ်ခင်ဗျာrisk အပိုင်းအနေနဲ့ကြည့်ရင်တော့ကျွန်တော်တို့မှာလည်း risk တွေရှိပါတယ်ဆိုတော့အဓိကတော့ business risk ပေါ့နော်ဆိုတော့အဓိက product quality တွေပြီးတော့နောက်ဒီ economic ပေါ့နော်ဒီ downturn ဖြစ်တဲ့ဟာမျိုးတွေဆိုရင်လည်းကျွန်တော်တို့အနေနဲ့ကဒါတွေကို mitigate လုပ်ဖို့အတွက်စီစဉ်နေရှိပါတယ်အဲ့ဒါတော့ကျွန်တော်ရှေ့မှာနောက်မှာလည်းကျွန်တော်နောက် slide တွေမှာလည်းပြပါပါကျွန်တော် lab စစ်ဆေးတာလေးကျွန်တော် license ယူတာတွေ FDA လျှောက်တာတွေဒါတွေကလည်းကျွန်တော်ဆက်ပြီးလုပ်သွားဖို့ရှိပါမယ်လက်ရှိလည်းကျွန်တော် ASA license အသေးစားစက်မှုလက်မှုlicense တွေရပါတယ်ကျွန်တော်နောက်မှာလည်းထပ်ပြီးတော့ပြပေးသွားပါတော့ market risk ကတော့ကျွန်တော်တို့က new brand ဖြစ်နေတယ်ပေါ့နော် skin care အနေနဲ့ new brand ဖြစ်တဲ့အတွက်ကျွန်တော်တို့မှာလည်းဒီ risk ကတော့ရှိပါတယ် customer အနေနဲ့ choice လုပ်ဖို့ဆိုရင်ဒါကိုကျွန်တော်တို့ဘယ်လိုကြော်လွှားမလဲဆိုရင်အဓိကတော့ကျွန်တော် social influencer တွေနဲ့ကျွန်တော်တို့ဒီ promote လုပ်မယ်ပြီးရင်နောက်အဓိကတော့မနေ့ကဆရာတို့ပြသလိုပဲ customer ရဲ့ testimonial တွေပေါ့နော်သူတို့ရဲ့ feedback တွေအဲ့ဒါတွေကိုလည်းကျွန်တော်တို့ပြုစုပြီးတော့ marketing branding ကျွန်တော်တို့လုပ်ဖို့ရှိပါတယ်နောက်တစ်ခုကတော့ operation နဲ့ risk ကတော့အဓိက product quality ပါဆရာမကျွန်တော်ပြီးခဲ့တဲ့ရက်တွေကပြောသလိုပဲအဓိကတော့အဲ့ဒါလေးကတော့တော်တော်လေးကိုကျွန်တော်တို့ production အနေနဲ့တတိထားမယ်ဟာလေးဖြစ်ပါတယ်အဲ့ဒီဘိုင်းကိုတော့ကျွန်တော်တို့အနေနဲ့ကတော့အဓိကတော့ production control တွေအများကြီးလှုပ်ဆောင်အောင်မှာဖြစ်ပါတယ်ကျွန်တော်တို့ SOP တွေတကယ် quality control တွေ team တွေပါဖွဲ့ပြီးတော့ကျွန်တော်အနေနဲ့လှုပ်ဆောင်သွားဖို့ရှိပါတယ်ဒါလေးကတော့ကျွန်တော် team မေးပေါ့နော် team ကတော့ကျွန်တော်ကိုယ်တိုင် founder CEO အနေနဲ့ဦးဆောင်မယ်ပြီးရင်နောက်ကျွန်တော်တို့ QC team တွေထားမယ် operation team တွေထားမယ်ပြီးတော့ marketing and branding team တွေထားမယ် sales and distribution team တွေထားမယ်အဓိကတော့financial အရေးကြီးတဲ့အတွက်ကျွန်တော်တို့ financial team တွေလည်းကျွန်တော်တို့ထားသွားဖို့ရှိပါတယ်ဒါလေးကတော့lab အဖြေပါကျွန်တော်တို့ဟိုပါပေါ့နော်ပြီးခဲ့တဲ့နှစ်2024 April ကနေပြီးတော့ကျွန်တော်တို့ရဲ့ product ကိုဒီအသေးစားစက်မှုလက်မှုလုပ်ငန်းကနေပြီးတော့ lab စစ်ထားတဲ့ဟာလေးပါကျွန်တော်တို့ April လမှာစစ်တယ်ကျွန်တော်တို့9ရက်6ရက်အကြာမှာကျွန်တော်တို့ lab အဖြေကအဆင်ပြေတဲ့အတွက်ကျွန်တော်တို့ license ချပေးခဲ့ပါတယ်ခင်ဗျကျွန်တော်တို့ဒီ coffee scrap နေမကပါဘူးကျွန်တော်တို့ future အချိန်တော့ပြည့်နေပြီအရေးကြီးတာတွေပဲဖြတ်လိုက်တော့ဟုတ်ကဲ့ပြီးပါပြီဆရာဟုတ်တော့future မှာတော့ကျွန်တော်ဒီပေါ့နော် facial form လို့ကျန်တဲ့ဟာတွေလည်းလုပ်လို့ရတဲ့ product တွေအများကြီးပဲရှိပါတယ်ခင်ဗျဆိုတော့ကျွန်တော်ပေါ့နော်နောက်ဆုံးပိတ်အနေနဲ့ပြောချင်တာတော့ကျွန်တော်တို့နေထိုင်တဲ့ဒီကဘာကြီးကဆရာတို့ဆရာမတို့သိတဲ့အတိုင်းပဲဆိုတော့တဘာဝဘေးတွေပို့ပြီးတော့များလာတယ်ကဘာကြီးပို့ပြီးပူနွေးလာတယ်တဘာဝဘေးတွေရေကြီးတာတွေရေရှမ်းတာတွေမုန်တိုင်းတွေရမ်းများတာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တဘာဝဟာတွေကိုကျွန်တော်တို့ထိမ့်သိမ်းဆောက်ရှောက်တာတွေနည်းလို့ပါဆိုတော့ဆရာတို့ဆရာမတို့အနေနဲ့ခိုင်မာတဲ့စီးပွားရေးလုပ်ငန်းတစ်ခုကို coffee date ပြင်တခြားလုပ်ငန်းတွေလည်းတွေ့ကောင်းတွေ့မှာပါဒါပေမဲ့ခိုင်မာတဲ့လုပ်ငန်းတွေလုပ်ပြီးတော့ကဘာကြီးကိုလည်းကဲတင်ခြင်းတယ်ဆိုရင်တော့ကျွန်တော်တို့ coffee waste ကနေထုတ်တဲ့ဒီ product တွေထုတ်မဲ့ coffee date ကိုလုပ်ငန်းကိုဆရာမတို့အနေနဲ့ဆရာတို့ဆရာမတို့အနေနဲ့ရွေးချယ်ဖို့အလေးနဲ့ပြောကြရင်ပဲညီကုန်းချုပ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်မအီပဲဆက်ပြောcoffee date ကောင်းပါတယ်နော်နောက်ဆုံးမှလည်းဒိုင်းတွေကိုချုပ်သွားတာပေါ့မဖေးကဘာကြီးကဲမတင်တယ်လို့ဖြစ်တော့မယ်အခုကျွန်မပြောချင်တာကြတော့လေအရှိမလည်းပြောသွားတယ်ပေါ့နော်invest က3500လောက်လို့မှန်းထားတယ်လို့ပြောတာတွေ့ရတယ်ပေါ့နော်အဲ့တော့ကျမတို့ကတော့အခုပေါ့နော်ပြိုင်ပွဲမှာလည်းကျမတို့ပေးမယ်ပတ်စံ3500ပေါ့နော်အဲ့ဒါဆိုရင်အဲ့3500 investment လုပ်မဲ့ financial plan မှာကျမတို့ရဲ့3500ဒီဘယ်နေရာမှာဘယ်လောက်အတိုင်းထားထိကိုသုံးလို့ရတာမသိ
ကျွန်တော်ဒီ1500တော့ကျွန်တော်ခွဲထား breakdown လေးခွဲထားတာလေးရှိပါတယ်ဆရာမဥဆုံးတော့ဒီ product development ကိုကျွန်တော် 10% လောက်သုံးဖို့ရှိပါတယ်သိန်း100 150လောက်ကျွန်တော်သုံးဖို့ရှိပါတယ်ပြီးရင်နောက် manufacturing နဲ့ setup ကတော့ကျွန်တော်တို့အဓိကဒီမြေနေရာတွေငှားတာစက်ရုံလေးစောက်တာတော့ 40% လောက်သွားမှာဆိုတော့ကျွန်တော်ကအဲ့နှစ်ခုနဲ့သိန်း900လောက်တော့မလောက်ဘူးပေါ့ခင်ဗျာကျွန်တော်ရဲ့ self ဒီ equity ပါထုတ်ပြီးတော့သွားမယ်အနေအထားမျိုးလည်းရှိပါတယ်အဲ့လိုမျိုးတော့ကျွန်တော်သွားဖို့မှန်းထားပါတယ်ဆရာမဟုတ်လက်ရှိမှာလည်း coffee ဆိုင်ဖြစ်နေတော့အဲ့ coffee ဆိုင်ကနေပြီးတော့ဗောနော်ဒီ manufacturing ဘက်ကိုဝန်ထမ်း management လုပ်ပုံကြတော့ဘယ်လိုမျိုးလဲဒီ coffee ဆိုင်ကလူကပဲဒီဘက်မှာဝင်ပြီးတော့အခုဗောနော်ဖြည့်နေရလားဒါမှမဟုတ်ဒီ manufacturing တွေကိုတတ်လူတတ်ကိုအခုဝန်ထမ်း manage လုပ်ထားရလားအခုလက်ရှိကတော့ကျွန်တော် prototype ထုတ်နေတာပါဆရာမအဲ့အတွက်တော့ကျွန်တော်ကလူ2ယောက်လောက်ပဲထားပါတယ်တီးတန့်ပေါ့နော်လူ2ယောက်ပေါ့ production ထုတ်ဖို့အတွက်လူ2ယောက်ပဲတီးတန့်ထားတာပါကျွန်တော်တို့တကယ်ကို product development အနေနဲ့ level တစ်ခုရောက်ပြီဆိုရင်ကျွန်တော်ဒီဘက်ဟာဒီ manufacturing တွေကိုကျွန်တော်set up လုပ်ဖို့ရှိပါဆိုတော့ဟုတ်အခုစက်ပြားတုံးလေးကိုတော့ခုနတွေးလိုက်တယ်ပေါ့နော်တွေ့ဒီစက်ပြားတုံးတစ်တုံးရဲ့ cost ကဘယ်လောက်ရှိနေလဲcost ကအလွန်ဆုံးပေါ့နော်1500နဲ့2000ကြားပဲရှိပါတယ်ဒီ cost ကပေါ့နော်ဟုတ်ကဲ့ဟုတ်ဘူးလေဘာဖြစ်လို့ဆိုတော့ဒီ coffee ကလွှတ်ပြရမယ် coffee လေဆိုတော့ coffee ဖို့ထဲမတွက်နဲ့ပေါ့coffee ဖို့တော့ထဲမတွက်တာဘူးဒါပေမဲ့အဲ့ထဲမှာပါမဲ့ chemical နဲ့packaging ပေါ့ဆရာမအဲ့ဒါလေးတွေကိုပါကျွန်တော်ထည့်တွက်ထားတော့အဲ့လောက်ဖြစ်သွားတော့ပထမမေးချင်တာလေးရှိရပေါ့နော်တကယ်တမ်းပြောရရင်တော့ product ကိုဒါဒီထက်တော့နည်းနည်းပိုပြီးမျှော်လင့်ထားတာဒါလည်းအလားကို industry မှာနေတာ9နှစ်ရှိပြီဆိုတော့ပေါ့နော်ဒီ product လေးကတော့သွားတွေ့ရဆက်ပြရဲ့သဘောတရားသူကမားမှာပေါ့ဘယ်နည်းလှုပ်ထားရလဲမသိဘူးဘယ်နည်းကြာပြီလဲလှုပ်ထားအဲ့ဒါကဟိုလောက်ရှိပြီဗျာ8လနီးပါးလောက်ရှိပါပြီအဲ့ batch ဒါကြောင့်မို့လဲဖြစ်နိုင်တယ်သူအပူချိန်ကြောင့်လားသူဘာလာတော့မသိဘူးဆက်ပြတော်တော်ပြော့နေရပေါ့နော်ဒါတော့လက်ထဲမှာကန်လိုက်တယ်ဆိုရင်သူကပြုတ်ဝင်သွားတာပေါ့နော်ဒီစုပ်ပြည့်သဘောတရားကြတော့ဒီသုံးဆွဲတဲ့ customer ကမာမကြိုက်တာနောက်ဒီမှာဒေါက်တာဘာသွားတွေ့လဲဆိုတော့ coffee soap နဲ့ coffee scrub ကိုခွဲရောင်းလိုက်ပို့ပြီးတော့အမြတ်ရနိုင်ချေပို့များတော့သွားမြင်တယ်ဒါက scrub soap လောက်ထားတာပေါ့နော်scrub ရဲ့ soap ရဲ့သဘောတရားကြတော့ तू ကမျက်နှာကိုကြီးချွတ်တဲ့သဘော exfoliation ပေါ့နော်တချို့ကျတော့ scrub soap မှာများသောအားဖြင့်ကကြတော့ကြီးချွတ်တဲ့နေရာမှာသုံးကြတာကြီးချွတ်တဲ့နေရာမှာကျတော့အခုထုတ်ထားတဲ့ type လေးကနည်းနည်းလေး soft ဖြစ်နေတာပေါ့နော်အဲ့တော့ coffee ဆိုများသောအားဖြင့်အမှုန်နဲ့သူတို့ဘယ်လိုပြောတကြားနဲ့လေရောပြီး scrub လုပ်တာမျိုးပို့ပြီးတော့ကြိုက်ကြရပါတော့ coffee scrub သီးသန့် coffee soap သီးသန့်ထုတ်ရင်တော့ဒါပို့ပြီးတော့အောင်မြင်နိုင်တယ်ဒီပြီးတော့နောက်တစ်ခုကခုနရောင်းသွားမဲ့ဈေးထဲမှာ9000ကနေ1000လို့ပြောသွားတယ်ဒါပုံမှန်လင်းပြောရရင်ဒီ1000လောက်ထိ8000လောက်သွားမယ်ဆိုရင်နည်းနည်းလေးsite လေးသေးတယ်ပေါ့နော်ဈေးကွက်ထဲမှာကျတော့လေဒေါက်တာတို့ကဒီနိုင်ငံခြားအလှကုန်ပြင်ဒီပြည်တွင်းပြဆက်ပြားလေးလည်းဒေါက်တာတို့ထုတ်တယ်လေခုနလိုပဲမှန်တယ်ဆက်ပြားတစ်ခုရဲ့အရင်က packaging အပါအဝင်1500 2000လောက်ပဲရှိတာ market ထဲမှာကျတော့6000 9000လောက်ပဲရောင်းကြတာပေါ့နော်ပြီးရင်ဒီကိုသက်ဦးရွှေအနေနဲ့ကိုယ့်ရဲ့ coffee ဆိုင်မှာလာတဲ့လူတွေတင် target ထားမျိုးမဟုတ်ဘဲနဲ့အပြင်ကိုစပြီးတော့ထိုးဖောက်ဖို့စူးစမ်းမှာပေါ့နော်အဲ့တော့ဒေါက်တာတစ်ချက်လောက်သိကျင်တာ highlight လေးပဲဒီ product လေးကိုအခုထပ်ပို့ပြီးတော့ကို့မှာဘာအားနည်းချက်ရှိရထင်လဲပေါ့ဒီလိုမျိုးပြော့သွားတဲ့အကြောင်းရင်းရောဘာကြောင့်မလို့ထင်လဲပေါ့ကျေးဇူးတင်ပါတယ်ဆရာမအဲ့အဓိကတော့ပျော့သွားတဲ့အကြောင်းရင်းကစောစောကဒီ coffee waste ကြောင့်ပါဆိုတော့ coffee နဲ့ဒီဘောနော်soap base နဲ့ကဒီmix လုပ်တဲ့အခါမှာအဲ့သူ့ရဲ့အားနည်းချက်ကတော့ပျော့တဲ့အားနည်းတင်တော့ရှိတယ်ကျွန်တော်တို့အနေနဲ့မအောင်ဆက်လုပ်ဖို့ဆိုတဲ့ဟာကိုလည်းမနေ့ကဒီ feedback တွေမှာလည်းဆရာမတို့ပြတဲ့မနေ့ကကျွန်တော်ပြတဲ့ feedback တွေမှာလည်းရထားပါတယ်ဆိုတော့ကျွန်တော်တို့ product development ကတော့ပွင့်လင်းပြောရင်အဲ့အချိန်ကတော့မကုန်သေးပါဘူးဆိုတော့လောလောဆယ်တော့prototype သဘောမျိုးကျွန်တော်တို့သွားထားတယ်ဈေးကွက်ကိုပြကြည့်တယ်feedback ယူပြီးတော့ကျွန်တော်တို့တိုးတက်အောင်လုပ်ရမယ့်အရာတွေထပ်ပြီးတော့တိုးတက်အောင်ထပ်လုပ်နေပါဆိုတော့ကျွန်တော်စဉ်းစားတာဒီဟာဒီကျွန်တော်တို့ရဲ့ first product ပေါ့နော်နောက်ပိုင်းကျရင်လည်းဆရာမပြောလို့ scrub တွေလုပ်မယ်ကျွန်တော်တို့က liquid type တွေလည်းကျွန်တော်တို့ shower cream တွေလည်းလုပ်ဖို့အတွက်ကျွန်တော်တို့မှာဆန္ဒရှိပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကျေးဇူးပါတယ်ဆိုတော့အခုအနေနဲ့မေးချင်တာကတော့ဗာလဲဆိုတော့ go to market ပေါ့နော်ဆိုတော့ market ကိုသွားဖို့အတွက်ဘယ်နှလအတွင်းမှာဒီ product ကထုတ်နိုင်တယ်ကျွန်တော်တို့မှန်းထားတာတော့ product development နောက်ထပ်6လလောက်တော့ကျွန်တော်ထပ်သွားအောင်မယ်ဆရာဟုတ်ပြီ6လလောက်နေမှထုတ်မယ်ပေါ့နော်ဆိုတော့နောက်တစ်ချက်ဒါစိတ်ပူတာပေါ့နော်ဆိုရင် investor တယောက်ကပဲဟိုကဖြစ်ဖြစ်ဒီပွဲရပဲဖြစ်ဖြစ်ပေါ့နော်ဒီ300ပေးလိုက်ပြီပေါ့ဆိုတော့တစ်ဖက်မှာလည်းကို coffee ဆိုင်ကိုအောင်မြင်အောင်လုပ်နေတယ်ပထမဆုံးကလည်းအဲ့ဒီမေးခွန်းပဲမေးပါတယ်ဆိုတော့ team ကိုဘယ်လို allocate လုပ်မှာလဲကိုယ့်ရဲ့အချိန်ဘယ်လောက်% ကိုဒါ product အသစ်ဖြစ်နေတယ်အခုပေါက်အောင်မနေလောက်ရတော့ဘူး coffee ဆိုင်ပေါက်တာပေမဲ့ coffee ဆိုင်နဲ့လွတ်ထားလို့မရအောင်ဒီဟာကိုပေါက်အောင်ကို့မှာဖိုးဖက်မှာရော team က allocation တွေဘ
ဘာတွေလုပ်ပြီးပြီလဲကိုယ့်အနေနဲ့ new product အတွက်ကော team အတွက်ဘာတွေစီစဉ်ထားတယ်လဲ ဟုတ်ကဲ့ဆရာဆိုတော့လက်ရှိပေါ့နော်ကျွန်တော်ဟိုဆရာပြောလို့ပဲလက်ရှိ existing ဒီ coffee date ဆိုင်တွေကကျွန်တော်ရဲ့ပါဝင်နှုန်းကတကယ်တော့10%အောက်ပဲရှိပါတော့တယ်။ဘာလို့ဆိုတော့ကျွန်တော်ဒီ GM တို့ operation manager တို့ဆင့်ထားတာပေါ့နော်။ဆိုတော့ဒါကတော့ new business ဖြစ်တဲ့အတွက်ကျွန်တော်ဟိုပေါ့နော်ဒီအချိန်ပိုပေးရပါလိမ့်မယ်။ဒါကတော့ဟိုအမှန်ကန်ပါပဲ။ဘာလို့ဆိုတော့ကျွန်တော်အနေနဲ့အရင်အောင်မြင်ထားတဲ့ဟာလည်းဆက်သွားနေရမှာဖြစ်ပါတယ်။အဲ့ဒါလည်းကျွန်တော်အနေနဲ့ team က structure အနေနဲ့ဟို 80% လောက်တော်တော်လေးစုံနေပါပြီ။ဆိုတော့ဒီဘက်ကိုကျွန်တော် focus ထားဖို့အတွက်လည်းကျွန်တော်ဒီမှာတော့ဟိုထားတာတွေရှိပါတယ်။ဒီကတော့ manager တွေထည့်မယ်ပေါ့နော်။အတွေ့အကြုံရှိတဲ့ manager တွေကျွန်တော်ထည့်ပြီးတော့ကျွန်တော်ရဲ့ vision နဲ့ရအောင်လို့တွားဖို့တော့ဟိုစီစဉ်ထားပါတယ်ဆရာ။ကျေးဇူးတင်ပါတယ်။ကျေးဇူးတင်ပါတယ်။ကဲပါကိုသားဝရှိရှိเนาะတကယ်ဟိုဒါဒီခု level မှာလဲစနစ်တကျနဲ့ presentation လုပ်သွားနိုင်ကြတာတကယ်ကိုယူပါတယ်ရှင်နောက်ထပ် level လဲတက်လန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါအားပေးနေပါမယ်ရှင် good luck ပါရှင်ပေးရစုနဲ့ပြေးပါစေကျေးဇူးပါခင်ဗျာကျေးဇူးပါကိုသားဝရှိတော့လက်ခုပ်တက်လေးလဲကြားချင်ပါတယ်တူတော့မတူတော့ဘူးပေါ့နော်ဟိုအခုတစ်ခေါက်ကတော့နည်းနည်းလေးပုံငြိမ်လာတယ်ဟိုစင်ပဲနည်းနည်းဟိုပေါ့နော်ဟိုပို့ပြီးတော့အသားကျလာလို့တော့မသိဘူးအရင်တစ်ခေါက်တော့ပို့ပြီးစိတ်လှုပ်ရှားတယ်အခုကတော့မိကုန်းတွေပဲများလို့လာတော့မသိဘူးမိကုန်းတွေစဉ်းစားရနေပဲဟိုပေါ့နော်နည်းကြောက်စိတ်ကနည်းနည်းပျောက်သွားအရန်ကောင်းပါတယ်ဟိုရှေ့နှစ်ဆင့်မှာလဲကျွန်တော်မိကုန်းမေးသွားပါဘောနော်အဲ့မိကုန်းတွေကိုပဲကျွန်တော်ကဟိုပွင့်လင်းပြောရင်ဒီအဆင့်မှာအဲ့သူတို့မေးခဲ့တဲ့မိကုန်းကိုကျွန်တော်ပို့ပြီးတော့ဟို detail ပို့ပြီးတော့စဉ်းစားပြီး plan ချလာပါဘောနော်ပွင့်လင်းပြောရင်တော့အဲ့ဒါမတိုင်ခင်မှာကျွန်တော်အနေနဲ့ဟိုအဲ့လောက်မစဉ်းစားခဲ့ဘူးဆိုတော့ဆရာတွေဆရာမတွေဒိုင်နေပေါ့နော်သူတို့ဟိုမေးတာဒီကျွန်တော်တို့ guideline ပေးတယ်လို့ကျွန်တော်ယူဆတယ်အဲ့ပုံမှာပဲဟိုပို့ပြီးတော့ detail ကြတဲ့ plan တွေနဲ့ကျွန်တော်ဒီတစ်ခေါက်မှာပြင်ဆင်လာခဲ့တာဖြစ်ပါတယ်နောက်ဆုံးပါခဲ့ရင်ပေါ့ဗျာနောက်ဆုံးထိကျွန်တော်ဟိုဆွမ်းအားတွေရှိပါတယ်ဆိုတော့မရရအောင်လည်းလုပ်ပါပါဟုတ်ကဲ့ပါရှင် round 2ရဲ့နောက်ဆုံးပြိုင်ပွဲဝင်ကတော့ပြိုင်ပွဲဝင် number 020ကိုကျော်စွာထွန်းပါကိုကျော်စွာထွန်းကတော့ပြီးခဲ့တဲ့ top 12 level တုန်းက round 1ကနေဝင်ရောက်ရှင်ပြိုင်ခဲ့တာဖြစ်ပြီးတော့ top 8 level ကိုတက်ရောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်ကိုကျော်စွာထွန်းကတော့ robotic နည်းပညာလုပ်ငန်းနဲ့ဝင်ရောက်ရှင်ပြိုင်ခဲ့တာဖြစ်ပြီးလုပ်ငန်းတိုးချဲ့ဖို့အတွက်ရှင်ပြိုင်ခဲ့တာလည်းဖြစ်ပါတယ်ဒါဆိုရင်တော့ပြိုင်ပွဲဝင်နံပါတ်020ကိုကျော်စွာထွန်းကိုစင်မြစ်ပေါ်ကိုလက်ခုပ်တန်လေးနဲ့ကြိုဆိုလိုက်ကြအောင်လားရှင်အားလုံးမင်္ဂလာပါဗျာကျွန်တော်ဒီနေ့ robot နှစ်ရုပ် demonstration ပြဖို့အတွက်ယူလာတယ်ပေါ့နော်ဒီဘက်တစ်ရုပ်ကကြတော့ကျွန်တော်တို့ Reman company ကတရုတ် Reman company ကနေပြီးတော့မှထုတ်လုပ်ထားတယ် Bella Ball လို့ခေါ်တဲ့စပွဲတို့ robot လေးပေါ့နော် delivery robot လေးဒီဘက်တစ်ရုပ်ကကြတော့ကျွန်တော်တို့ရဲ့ prototype ရုပ်လေးပေါ့နော်ပထမတုန်းကတော့ကျွန်တော်စဉ်းစားရတာ prototype ကိုဒီထက်ကြီးတဲ့ဟာလေးယူလာမလို့ဒါပေမဲ့ကျွန်တော်အဲ့ဒီ prototype ဒီထက်ကြီးတဲ့ကီလို300လောက်ရှိတဲ့ prototype ကsoftware ဘိုင်းဆိုင်ရာမှာကျွန်တော်တို့တက်ဆင်လာတာမရှိသေးဘူးပေါ့နော်ကျွန်တော်တို့ robot controller တက်ဆင်လာတာမရှိသေးတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီအသေးလေးကိုပဲကျွန်တော်ယူလာတယ်တွေးလိုက်တယ်ပေါ့နော်အဲ့တော့ဒီဘက်ချန်က Bella Ball လေးကျွန်တော်ဘာလို့ပြရလဲဆိုတော့ကျွန်တော်တို့ဒါဒီ Bella Ball ကိုမနှစ်ကပေါ့နော်2023ကကျွန်တော်တို့ဝယ်လိုက်တယ်23ဝယ်လိုက်ပြီးတော့ကျွန်တော်တစ်လအတွင်းမှာပဲဒီ robot ကိုကျွန်တော်ခွဲစိတ်လိုက်ခွဲစိတ်ပြီးတော့ဒီထဲမှာရှိတဲ့ဒီ controller ရဲ့ဒီ robot ရဲ့အလုပ်လုပ်ပုံ function အသေးစိတ်ကိုကျွန်တော်တို့ design အကုန်လုံးကိုကျွန်တော်တို့ hack နိုင်ခဲ့တယ်ပေါ့နော်hack ပြီးတော့ကျွန်တော်တို့ကဘာပြန်လုပ်လဲဆိုတော့သူ့ရဲ့ဒီ system လေးကိုကျွန်တော်တို့တေချာအသေးစိတ်လေးလာကြည့်တဲ့ခါကျတော့သူ့ရဲ့ system ကလွန်ခဲ့တဲ့9နှစ်လောက်က develop လုပ်ထားတဲ့ system ပေါ့နော်ပြောချင်တာ9နှစ်ကြာခဲ့ပြီပေါ့နော်ကြာခဲ့ပြီဆိုတော့ system က version နဲ့နှိပ်တယ်ကျွန်တော်တို့ရဲ့အခုလက်ရှိဒီဘက် channel က robot လေးရတော့ဒါ RON 2109လို့ခေါ်တယ်ဘာလို့လဲဆိုတော့RON Dynamic ကနေလည်းထုတ်တာဖြစ်တယ်ပြီးတော့2109ကကြတော့20216လပိုင်းမှာထုတ်လို့2109လို့ကျွန်တော်နာမည်ပေးထားတယ်ပေါ့နော်ဒီဘက် channel က robot မှာတုံထားတဲ့နည်းပညာကဟိုဘက်ကောင်ရဲ့ဘယ်လိုပြောရမလဲ၄စားလောက်မြင့်တယ်နည်းပညာက version ၄ခုလောက်ကွာတယ်ပေါ့နော်အဲ့တော့ဒီဘက် channel မှာဆိုလို့ရှိရင်ကျွန်တော်ဒီဘက် channel robot လေးမှာဆိုလို့ရှိရင်ကျွန်တော်တို့ဟိုအရင်နေ့တော့ကျွန်တော်ပြောပြခဲ့တဲ့ behavior tree ကိုလည်းသုံးပြီးတော့ကျွန်တော်တို့ဒီ robot ကို testing လုပ်တာတယ်ပေါ့နော်အဲ့တော့ဒီ robot နှစ်ရုပ်လုံးကလှုပ်ဆောင်ပုံရဲ့အလုပ်လုပ်ပုံကြီးအတူတူပဲအဓိကလှုပ်ဆောင်တာကတော့သူကဒီ obstacle ကို detect လုပ်တယ်ပြီးသွားလို့ရှိရင် avoidance လုပ်တယ်ပေါ့နော်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီ patch တွေလမ်းကြောင်းတွေတွက်ချက်ပြီးတော့
ဒီနေရာတော်တော်များများကိုသွားလာလှုပ်ရှားနိုင်တယ်ပေါ့နော်အဓိကဒီ robot ကဒီကျွန်တော်တို့အောက်မှာဆိုလို့ရှိရင်လည်းဘိန်းတွေအများကြီး caster တွေအများကြီးတွေ့ရလိမ့်မယ်ဒါပေမဲ့ဒီဘိန်းရဲ့အနေထားကကြတော့ကျွန်တော်တို့ 2way ပဲသွားမှာနော် differential drive ပဲပေါ့နော်အဲ့လိုပဲသွားမှာအဲ့တော့ကျွန်တော်ဒီဘက် channel ကကျွန်တော်တို့ရဲ့ robot အဝိုင်အောင်လေးကိုကျွန်တော်တို့စမ်းပြချင်တယ်ပေါ့နော်စမ်းပြချင်တဲ့အတွက်ကြောင့်ကျွန်တော်အခုလက်ရှိကျွန်တော်ရဲ့ဒီ robot တင်တဲ့က robotic senior တယောက်ဖြစ်တဲ့ပေါ့နော် senior engineer တယောက်ဖြစ်တဲ့ကို contact ထုံကိုကျွန်တော်ဖိတ်ခေါ်ပြရစီပေါ့နော်ဒိုင်များကိုလည်းကျွန်တော်ဖိတ်ခေါ်ပြပါလို့ကျွန်တော်တောင်းဆိုပါတယ်ခင်ဗျာဟုတ်ရပါတယ်ဟုတ်ဖိတ်ခေါ်လို့ကို contact ထုံတက်လာလို့ရပါပြီခင်ဗျာအခုလက်ရှိဒါကကျွန်တော်တို့မြင်တွေ့ရတဲ့အခုလက်ရှိ state ရဲ့မြေပုံတစ်ခုပေါ့နော်ဒါဒီမြေပုံကိုကျွန်တော်တို့ဒီပြိုင်ပွဲမစခင်ကတည်းကကျွန်တော်တို့မနက်အစောကြီးကတည်းကကျွန်တော်တို့လာပြီးတော့ scan ဖတ်တာပေါ့နော် scan ဖတ်တာတဲ့ဒီမြေပုံတစ်ခုလုံးကကျွန်တော်တို့ဒီ robot နှစ်ရုပ်လုံးက scan ဖတ်တာဖြစ်တယ်ဒီမြေပုံကိုသုံးပြီးတော့ကျွန်တော်တို့ဂိုးနှစ်ခုကိုပေါ့နော်ဂိုးဒီဘက်ဂိုးတစ်ခုဟိုဘက်ဂိုးတစ်ခုဂိုးနှစ်ခုကိုသွားပြမှာပေါ့နော်သွားပြတဲ့အချိန်တွေမှာလည်းကျွန်တော်တို့ကမနေ့ကကျွန်တော်ပြောခဲ့တဲ့ဒီ Siemens robot တွေကသုံးတဲ့ behavior tree ဒီ robot ရဲ့ behavior ကိုစောင့်ကြည့်စစ်ဆေးတဲ့စနစ်ကိုအသုံးပြုပြီးတော့ကျွန်တော်တို့မောင်းပြသွားမယ်ပေါ့နော်။ demonstration ကတော့ကျွန်တော် obstacle အနေနဲ့ကျွန်တော်ကိုယ်တိုင်ပဲဝင်ပြီးတော့သရုပ်ပြပါမယ်ခင်ဗျ။ဟုတ်။အဲ့တော့ software စနစ်ကိုပြောမယ်ပေါ့နော် software စနစ်နှစ်ခုရှိတယ်။ပထမတစ်ခုကကျွန်တော်တို့ run dynamic robot controller software စနစ်အဲ့ဒီ controller software စနစ်ကကြတော့ end user တွေသုံးလို့မရဘူးကျွန်တော်တို့ engineer တွေပဲသုံးလို့ရတယ်ပေါ့နော်နားလဲရခက်ခဲတယ်ပြီးတော့ရှုပ်ထွေးတဲ့စနစ်တွေအများကြီးပါတယ်နောက်တစ်ခုကကြတော့အဲ့ဒီ robot controller ကိုခိုင်းနိုင်ဖို့အတွက်ကျွန်တော်တို့ end user တွေလက်တွေကို delivery လုပ်မယ်ဒီလွယ်ကူရိုးရှင်းတဲ့ app လေးပေါ့နော်ဒီဘက်အောက်မှာဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ရဲ့ဒီ engineering app ပေါ့နော်ဆို OS ကဘာသုံးတာလဲ operating system အနေနဲ့ Linux operating system ကိုသုံးတာတယ်Linux operating system ကကျွန်တော်တို့ကိုယ်ပိုင် Linux operating system ဖြစ်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့ Linux operating system က open source ဖြစ်တယ်သူက Ubuntu လား Ubuntu ဟုတ်တယ် Ubuntu မှာကျွန်တော်တို့လိုအပ်ချက်ပုံမူတည်ပြီးတော့ customize ပြန်လုပ်တာ။ဟုတ် distro ကတော့ Debian distro ပဲပေါ့နော်။ Debian distro မှာကျွန်တော်တို့လိုအပ်ချက်ပုံမူတည်ပြီးတော့မှအဓိကတော့ဒါကိုကျွန်တော်တို့ customize ဘာလို့လုပ်ရလဲဆိုတော့ performance ပိုကောင်းရင်လို့မလိုလားအပ်တဲ့ကျွန်တော်တို့ application တွေနောက်ကမှာ process တွေမ run နေအောင်လို့ကျွန်တော်တို့လိုအပ်တဲ့ဒီ robot ရဲ့ process တွေပဲ run အောင်လို့ကျွန်တော်တို့ဒီ performance ထည့်တာပေါ့နော်ဒီ back application ကနှစ်ခုအောက် application ကကျွန်တော်တို့ engineer တွေခြင်တဲ့ကောင်ဒီအပေါ်ပိုင်းကကြတော့ကျွန်တော်တို့ end user လက်ထဲကိုအပ်မဲ့ကောင်ပေါ့နော်ဒီ application ထဲမှာတော့အများကြီးတော့ကျွန်တော်တို့မရှင်းပြတော့ဘူးပေါ့နော်ခုလက်ရှိဒါ behavior tree မှာဆိုလို့ရှိရင်ကျွန်တော်တို့မြင်နေရတာ robot ကကျွန်တော်တို့ဒီမှာအဝိုင်အောင်လေးပြေးနေတာရှိတယ်ပေါ့နော်အဲ့ဒီအဝိုင်အောင်ပြေးနေတဲ့ဟာတွေကကျွန်တော်တို့ test တွေလို့ပြောလို့ရတယ်သူကအလုပ်ဘာလုပ်နေလဲပေါ့ဘာလို့လုပ်ရင်ကျွန်တော်တို့ဘယ်လုပ်ပြန်လုပ်မလဲပေါ့ဒီဘက်မှာဆိုလို့ရှိရင် test ကကျွန်တော်နှစ်ခုထားလာတယ်ပြောချင်တာကတော့ goal point ကနှစ်ခုရှိတယ် way point နှစ်ခုရှိတယ်ပေါ့နော်ဒီဘက်တစ်ခုနဲ့ဟိုဘက်တစ်ခုနဲ့အဲ့ဒီနှစ်ခုမှာကျွန်တော်တို့က way point ကဒီဘက်တစ်ခုကိုလာပြီးသွားပြီဆိုလို့ရှိရင်သူက15စက္ကန့်စောက်တယ်ပြီးရင်ဟိုဘက်ကိုပြန်သွားတယ်15စက္ကန့်ပေါ့နော်အဲ့လိုပြန်သွားဖို့ကျွန်တော်လုပ်တာအဆင်ပြေလားโอเคsecond way point သွားနေပါပြီဟုတ်ဒိုင်းနေစီလာခိုင်းလိုက်တယ်ဟုတ်ဒိုင်းနေစီလာခိုင်းဟုတ်တယ်အရှိအဲ့ဒါဆန်ဆာပြတာဘိုးလေးတစ်ခုပြလိုက် speed တင်လို့ရသေးလား तू က speed ထက်တင်လို့ရလား speed ကတော့ autonomous မှာကျွန်တော်တို့လိုရင်လိုသလိုချိန်ကြီးလို့ရတယ်ဒါပေမဲ့ဒီဟာတွေက motor လေးတွေသေးလေးလေးဗျာအဲ့လိုဆိုတော့အများကြီးသူမလုံနိုင်ဘူးအဓိကတော့နီးပညာကတော့အတူတူပဲဒီယူရိုကနီးပညာနဲ့ကျွန်တော်တို့ဖန်တီးထားတဲ့နီးပညာနဲ့အတူတူပဲဗျဟုတ်ဒီမှာအနီရောင်လေးတွေပြေးနေတာကိုမြင်ရလိမ့်မယ်ဒီအနီရောင်လေးတွေပြေးနေတာကသူကလေဆာစကန်ပစ်နေတာဒီနိုင်ရန်အတားဆီးတွေကိုလေဆာစကန်ပစ်တယ်ပြန်ပြီးတော့reflect ဖြစ်လာတဲ့ဒီလေဆာတွေကိုသူကပြန်ဖမ်းတယ်ပေါ့နော်အဲ့မှာအကွာဝေး distance ဘယ်လောက်ရှိလဲ robot နဲ့ဒီနိုင်ရန်နဲ့အကွာဝေးဘယ်လောက်ရှိလဲဆိုတော့ तू ကသူကိုယ်တိုင်ပြန်တွက်ချက်တဲ့စနစ်ပါတယ်ပေါ့နော်ဟုတ်
ကိုလေးတခုဒီဘက်ကိုပြန်ပေးမယ်ဗျာဟုတ် ရပါပြီ robot လမ်းလျှောက်တာဒီလောက်ဆိုရပြီဟိုအကြီးရောပြအောင်မလား အကြီးကကြတော့တူတူပဲ တူပဲဒီလိုပဲလမ်း ဒါပေမဲ့ကျွန်တော်တို့ လမ်းလျှောက်တက်ရုံပဲပေါ့ ဟုတ်တယ် object detection ကြီးကျွန်တော်တို့ detect လုပ်ပြီးတော့ avoid လုပ်တဲ့ဟာလေး အဲ့ဒါတိုင်းမေးတော့မယ်နော် ဟုတ်ကဲ့ ရှောက်လိုက်ရရှောက်ရင်းနဲ့မေးတယ် ဟိုအကြီးကိုရှောက်ခိုင်းအောင်မလား ရှောက်တဲ့လူကရှောက်နေလိုက်ပေါ့မေးတဲ့သူကဖြေနေလိုက်လေ အော်ဟုတ်ကဲ့ဟုတ်ရတယ်ဗျဘေးကုန်းလေးတွေဆက်မေးလို့ရပါဗျာ ဆိုတော့အကိုကနီးပညာသမားเนาะအကို Blue Ocean ကလည်းဒါနီးပညာကုမ္ပဏီတော်တော်များနီးပညာလည်းစိတ်ဝင်စားတယ်ပေါ့နော်ဆိုတော့အကိုအိမ်မှာ Xiaomi ကထုတ်တဲ့တမျက်စိလှဲတဲ့ဟိုဟာလေးရှိတယ်တန်ရှင်းလုပ်တဲ့ robot လေးရှိတယ် ဟုတ် ဒေါ်လာ150လား180လား200အောက်ပဲ ဟုတ်ကဲ့ဗျာ အဲ့ဒါပေးခဲ့ရတယ်ဆိုတော့အကိုကြည့်တာတော့ဟိုကတမျက်စိတောင်လှဲပေးသေးတယ်ဖုံဆုပ်ပေးသေးတယ် ဟုတ် အဲ့ခုနဒီလိုမင်းတို့ robot လုပ်တယ်လို့ပဲ autonomous ဟိုဟာဗာလဲတခုခုအတာ Australia တွေ့လို့ရှိရင်သူတိုက်သွားတယ်နောက်ဆုတ်တယ်ပြန်လှုပ်တယ်ဒါပြောလှေကားပေါ်ကပြုတ်ကြတယ်ဆိုတာမရှိဘူး ဟုတ်ကဲ့ ကိုစမ်းကြည့်ပြီးအဲ့ဒီတမျက်စိလဲတဲ့ဟာကိုလှေကားပေါ်အဲ့လို ash မှာဒါမပြုတ်ကြဘူးပြန်နောက်ဆုတ်သွားတယ်ဆိုတော့ဖွင့်လင်းပြောရင်150လောက်နဲ့ဈေးကွက်ထဲမှာဝယ်လို့ရနေတဲ့ဟာဒီလို production cost ထုတ်တာနဲ့နောက်တစ်ခါ production time ပေါ့ဒီလိုမျိုးအခုဒါ model ထုတ်တဲ့ production time production cost နဲ့စကေးဖြစ်ပါမလား target မတူဘူးအကိုအဲ့ကောင်ကဖုံမဲဆုပ်ပြီးတော့ကျွန်တော်တို့ဘယ်လိုပြောရမလဲအပေါ်သား sensor တွေတုံးပြီးတော့ကျွန်တော်တို့ calibration ကောင်းကောင်းလုပ်တာပေါ့နော် သူက mass ရောင်းပါတယ် mass ရောင်းတာ ਨੇ အဲ့ဒီအပေါ်သားဆန်တဲ့ဟာအတန်းနဲ့ချီအလုံးကိုသိန်းနဲ့တန်းနဲ့ချီရောင်းနေရတာ ਨੇ ဟုတ်မတူ target မတူဆိုတာကျွန်တော်တို့တုံလာတဲ့ပစ္စည်းတွေကကြတော့ဈေးဖို့မြင်တယ်ပြီးတော့ indoor outdoor သွားနိုင်တယ်ပြီးတော့နောက်တစ်ခုကျတော့အများကြီးသူကကီလိုအများကြီးကိုတည်ယူပို့ဆောင်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးအခုဒီဟာဆိုလဲအခု Alibaba မှာကြီးလိုက်တယ် Alibaba မှာဒီဟာ2000ကနေပြီးတော့3000 average အဲ့ဒါပဲရှိတယ်ဆိုတော့အခုစားတော့ဆိုင်ဖွင့်မယ်မနေ့ကကိုတိုင်တယောက်ပါတယ်ကိုနေအောင်ကိုဆိုလဲသူဟိုတယ်ဖွင့်တယ်ပေါ့ဆိုဟိုတယ်သမားတယောက်စားတော့ဆိုင်သမားတယောက်ကညီလေးတို့စီမှာ add တယ်ဆိုရင်ဒီ robot တစ်ခုထုတ်ဖို့ဘယ်နှလကြာမှာလဲဟုတ်ပစ္စည်း delivery တိုင်းထဲမတွက်တော့ဘောနော်ပစ္စည်းအကုန်စုံပြီးဆိုပါစို့စုံပြီးဆိုလို့ရှိရင်ကျွန်တော်တို့တစ်လနဲ့2လကြာကိုကျွန်တော်တို့အဲ့ဒီဟာ MS အကူကတရုတ်ပြည်ကနေဒါတိုင်းမှားလိုက်မှာပေါ့ဈေးလည်းပိုတက်တာလည်းဘိုးဟွာလည်းဖြစ်တယ်ဟုတ်ဆိုခုနကပြောလို့စားတော့ဆိုင်က table တွေ mapping လေးတွေပဲလိုတာလေဒီလိုပဲမှာဒါချဒီလိုပဲမှာဒါချဒါပဲလိုအပ်တာဆိုတော့ why ဘာဖြစ်လို့ညီလေးတို့ကုမ္ပဏီမှာမှားမှာလဲကျွန်တော်တို့ကုမ္ပဏီမှာဘာလို့မှားမှာလဲဆိုတော့ကျွန်တော်တို့က quality လည်းထိန်းထားရတယ်ပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်တို့ကဒီထက်ဈေးချိုအောင်ကျွန်တော်တို့လုပ်ပေးနိုင်တယ်အရင်ကဒေါ်လာ2000ဖြစ်နေပြီလေဘယ်လို short တော့မလဲဟုတ်အသိဉာဏ် intelligent ဖြစ်စီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ခေါင်းထဲကဒီဟာကြီး short လို့မရဘူးဒါကြီး short လို့မရဘူးဟုတ်ဒီဈေးကတော့မရဘူးဗျဒီဈေးမရဘူးဆိုတာဒါကကျွန်တော်တို့မိုးတွေပါတယ်ဗျာမိုးတွေပါတယ်ပြီးသွားလို့ရှိရင် design ကသူကအပေါ်ပိုင်း design ဆိုလို့ရှိရင်ကျွန်တော်တို့ thumb frame တွေကောင်းကောင်းကို quality ကောင်းအောင်လုပ်တာလားဒီကောင်ဆိုလို့ရှိရင်ဒါဒေါ်လာ9000ဆိုတာတစ်လုံးဈေးပြောတာဒေါ်လာ3000ဆိုလို့ရှိရင်ကျွန်တော်တို့ဒါဟို10လုံးဈေးနဲ့ကျွန်တော်တို့ရနိုင်တယ်ပေါ့နော်ဟုတ် Okay ရပါပြီဒီမှာလည်းဒေါက်တာတို့စိုးရိမ်နေတဲ့အရာအဲ့ဒါပဲပေါ့နော်တီထွင်မှုကတော့ဒါကိုယ်နိုင်ငံအတွက်ဂုဏ်စရာဒါပေမဲ့ကိုစိုးရိမ်ရတာအနည်းဆက်ဆုံးလည်းဖြစ်ပြီးတော့အဲ့တော့တရုတ်ကြီးကိုပဲစိုးရိမ်တာပေါ့နော်ဘာနေကို innovation လုပ်တိုင်းတရုတ်ကပစ္စည်းတွေဝင်လာမလားအဲ့ပစ္စည်းနဲ့ဘယ်လို fight မလဲနောက်ထပ်မှာじゃပွင့်လင်းပြောရင်ဒါတော့ local market မှာတွင်းကုန်စည်တက်တာရယ်ဆိုပေမဲ့တကယ် long term အရေးအတွက်များများနဲ့သုံးတဲ့အခါကျရင်ဒါကိုယ့်ရဲ့တိုင်ဘက်အနည်းဆက်ဆုံးနိုင်ငံကိုပဲစိုးရိမ်ရတာပေါ့နော်ကိုယ်နိုင်ငံအဲ့ဒါကိုဘယ်လို challenge ကျော်လာသွားမလဲဟုတ်တကယ်လို့ပေါ့နော်ကျွန်တော်တို့ပြိုင်ဘက်တယောက်ဝင်လာတယ်ဆိုပါစို့ပေါ့သူကပစ္စည်းတွေမှာပြီးတော့ဆင်ပြီးတော့ကျွန်တော်တို့တက်ဆင်မယ်ဆိုလို့ရှိရင်မရဘူးဘာလို့ဆိုတော့ကျွန်တော်တို့လိုမျိုး17နှစ်အချိန်မပေးတာဘူးဆိုလို့ရှိရင်မရဘူးနောက်တစ်ခုကတကယ်လို့17နှစ်မပေးတာဘူးဆိုလို့ရှိရင်သူ့မှာကျွန်တော်တို့ဒီလို Reman လို company မျိုးကျွန်တော်တို့ developer အယောက်400လောက်ကျွန်တော်တို့ wide develop လုပ်မှရမယ်အဲ့လိုမျိုးဆိုတော့ cost အနေနဲ့ကြတော့ research and development မှာနေမှာတော်တော်အများကြီးကုန်နိုင်တယ်ဟုတ်ဆိုလိုချင်တာဒီလိုမျိုးပေါ့ product quality product တူချင်းတူမယ်ဒါပေမဲ့ဒီ product တွေကနိုင်ငံခြားကသွင်းခဲ့တယ်တန်းသုံးလို့မရဘူးသူ့အတွက်အုံနောက်သဘောမျိုး software ပြန်ထည့်ရဆိုတဲ့သဘော software မှာကြာရင်မောင်လေးလို technician တွေလိုသွားပြီဆိုတော့သဘောပြောပြချင်တာဟုတ်ကဲ့ဗျဟုတ်ဟုတ်ပြီအဲ့ဒါကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင် technician ကလည်းကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာဈေးသက်သာတယ်လေ Euro technician ခေါ်မယ်ဆိုသူလာမှာမဟုတ်ကျွန်တော်တို့တွေအများကြီးပေးရမှာသူ့ရဲ့လစာ salary တွေပေါ့နော်ချက်ချက်စီအများကြီးပေးရမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့စီမှာ
cost ကိုလုံးဝကျွန်တော်တို့ရဲ့ဒီ company အသုံးစရိတ်တွေကအစ optimize ဖြစ်အောင်ကျွန်တော်တို့လုပ်တာပေါ့နော်ပြီးတော့နောက်တစ်ခုကကြာကျွန်တော်တို့ကဒီ mobile robot ကြီးပဲကျွန်တော် target ထားတာမဟုတ်ဒါကတော့ကျွန်တော်အခုလက်ရှိကျွန်တော်တို့ operation ဒီ production သွားနေတဲ့ mobile robot ကိုပဲပြတာပေါ့နော်တကယ်လို့ဒါ mobile robot ကိုကျွန်တော်တို့ထုတ်လုပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒီမှာကျွန်တော်တို့ဖြန့်ချီမဲ့ strategy တွေပြန်ဆွဲမယ်ပြီးတော့လို့ရှိရင် pricing strategy ပါကျွန်တော်တို့ပြန်ဆွဲမယ်ဒါကိုလည်းကျွန်တော်တို့တကယ်တေချာတဲ့ဒီ distribution service တွေအဲ့ service တွေအပ်ပြီးတော့မှတေချာပူပေါင်းဆောင်ရွက်မယ်ပေါ့စဉ်းစားထားတယ်ပေါ့နော်တကယ်လို့ဒီ mobile robot ကြီးကကျွန်တော်တို့ mass production လည်းသွားနေပြီဗျာတောက်လျှောက်လည်းအဲ့လိုထုံးနိုင်နေပြီဆိုလို့ရှိရင် distribution လည်းရနေပြီဆိုလို့ရှိရင်ကျွန်တော်တို့ကနောက်ထပ်တစ်ဆင့်ထပ်မြင့်တဲ့ခွေး robot ကျွန်တော်တို့ထပ်လုပ်ပြီးရင်ခွေးပြီးသွားလို့ရှိရင်ကျွန်တော်တို့ရေအောက်မှာသွားလာတဲ့ကျွန်တော်တို့ရေအောက်သမုဒ္ဒရာတွေမှာစူးစမ်းလေ့လာတဲ့အပိုင်းတွေကျွန်တော်တို့ထပ်လုပ်မယ်ပြီးရင် drone လေးလည်းလုပ်ဖို့အစီအစဉ်ရှိတယ်ပေါ့နော်ဒါပေမဲ့ drone ကတော့အခုလက်ရှိအခြေအနေထိတော့ကျွန်တော်တို့ဘယ်မှာလုပ်ရမလဲမစဉ်းစားရဘူးအဲ့လိုမျိုးအခြေအနေရှိတယ်ဒါပေမဲ့နီးပညာတွေအကုန်လုံးကတော့ autonomous နီးပညာကကျွန်တော်တို့လက်ထဲမှာရှိတဲ့အတွက်ကြောင့်ဘယ် machine မဆိုကျွန်တော်တို့ကသွားလို့ရတယ်ပေါ့နော်ဘယ် machine မဆိုကျွန်တော်တို့ကတက်ဆင့်အသုံးပြုလို့ရတယ် robot controller ဖြစ်တဲ့အတွက်ကြောင့်ဘယ် robot မဆိုကျွန်တော်တို့တက်ဆင့်အသုံးပြုလို့ရတယ် regulation နဲ့ simple test တွေကလွယ်လို့ customization လိုချင်ကြတော့တကယ်နီးပညာသမားလိုအပ်တယ်ဆိုတဲ့သဘောပဲပေါ့နော်မဟုတ်ရှိတယ်ကျွန်တော်တို့စီမှာရနိုင်တယ်ဟုတ် customization ဆိုတာဥမာ hospital အတွက်ဆေးရုံအတွက်ဒါမှမဟုတ်လဲကျွန်တော်စားသောက်ဆိုင်အတွက်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒီ robot တွေဆိုလို့ရှိရင်ကျွန်တော်တို့POS စနစ်တွေ e-commerce app တွေနဲ့တော့ကျွန်တော်ပြန်ချိတ်ပြီးလို့ရတယ်ပြီးတော့ warehouse စနစ်တွေမှာဆိုလို့ရှိရင်လည်း inventory counting စနစ်တွေပေါ့နော်အရင်မြင့်မာတဲ့ဒီ warehouse တွေဆိုလို့ရှိရင်ဆိုပါစို့ကွန်ပျူတာအဟုတ်ပေါ်မှာရှိတယ်ဆိုလူတက်လို့မရတော့အဲ့လိုအခြေအနေမျိုးဆိုလို့ရှိရင် robot ကပဲဒီလို computer vision နဲ့ scan ဖက်ချလိုက်ပြီးတော့ဒီအထဲမှာရှိတဲ့ item ပစ္စည်းတွေဒီ radio frequency တွေသုံးပြီးတော့ပေါ့နော်အထဲမှာဘယ်လောက်ပစ္စည်းတွေရှိလဲဆိုတာတခါလဲ counting လုပ်ပြီးတော့ database တွေတခါလဲတင်အဲ့မှာ IoT ဒီပညာပါတခါလဲတွဲသုံးသွားမှာပေါ့နော်ဟုတ်အရှိမပြောသွားသလိုပေါ့ဟိုဟာဒီဟာကကိုယ့်ရဲ့intellectual ဖြစ်တဲ့အတွက်ကိုယ့်ဘာကိုအဆင်ပြေတယ်လို့ပေါ့နော်ဈေးနှုန်း costing ကိုချိန်လို့ရတယ်လို့ပြောတဲ့အချိန်မှာအဲ့ဒါဆိုရင်ဘယ်အပိုင်းကို short ချပြီးတော့ဘယ်လိုဈေးနှုန်းကိုချိန်ဝယ်သူကရှိမှာပဲလေအခုလိုမျိုးပြန်ဘက်ရှိလာတော့မှဈေးနှုန်း short ချရဲဆိုရင်ဘယ်အပိုင်းကို short ချပြီးတော့ဒီဈေးနှုန်းကို costing ကို adjust လုပ်မှာလဲအခုလက်ရှိအခြေအနေထိတော့ကျွန်တော်တို့ပြောမှဆိုရင် robot တရုတ်ကပေါ့နော်ကျွန်တော်တို့ဆင်မယ်ဆိုလို့ရှိရင်350 around ကျမယ်ပေါ့နော်အဲ့ထက်ပြီးတော့ cost ကဘယ်လိုပြောရမလဲချလို့မရတော့ပေါ့နော်အခုကျွန်တော် product catalog လေးလည်းမပါလာဘူး product catalog တွေမှာကျွန်တော်တို့ version အသစ်လေးထုတ်တာproduct catalog version လေးပေါ့နော်အဲ့ဒီထဲမှာကျွန်တော်တို့ဒီ robot တွေကိုကျွန်တော်တို့ဒီနှစ်အတွင်းမှာပေါ့နော်2025အတွင်းမှာကျွန်တော်တို့အမျက် margin နည်းနည်းနဲ့ 15% 20% လောက်နဲ့ကျွန်တော်တို့ယူပြီးတော့ပဲအဲ့ဒီ robot တွေထုတ်ပြီးရောင်းမယ်လို့စဉ်းစားရတယ်ပေါ့နော်ဒါမြန်မာနိုင်ငံလုပ်ငန်းရှင်တွေအတွက်ကျွန်တော်တို့ပို့ပြီးတော့ရည်ရွယ်တယ်ဘာလို့ဆိုတော့ဒီမှာကျတော့ robot ကြီးဒီလို3000လို့5000လို့ဆိုလို့ရှိရင်မပေးနိုင်ဘူးလေများတယ်လို့ပဲသူတို့ယူဆတာဟုတ်အဲ့တော့ကြောင့်ကျွန်တော်တို့ကခုနပြော350ဘယ်လောက်ထိ short နိုင်သေးလဲ120ဟဲ့မိုင်ကုန်ကျွန်တော်တို့ short ပြီးလို့ရတယ်ဒါအမျက်မှာချင်းကခုနလိုမျိုး12% လို့ပါလို့ကြံနေသေးတယ်နောက်တစ်ခုကကြောင့်ကျွန်တော်တို့ analyze လုပ်တာရှိသေးတယ်အခုကျွန်တော်တို့စီကထွက်သွားတဲ့ developer တွေရှိတယ် developer တွေဆိုလို့ရှိရင်ကျွန်တော်တို့ချိန်ပြည့်သွားပြီဟုတ်ကဲ့ဟုတ်ကျေးဇူးအများကြီးတင်ပါတယ်ဗျာကျေးဇူးပါဟုတ်ကဲ့ပါကိုကျော်စာထွန်းရင်နောက်ထပ် top 4 level မှာလည်းထပ်ပြီးတော့စုံတွေ့ကြပါသေးတယ်ရှင် collect ပါရှင်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ဗျာကိုကျော်စာထွန်းတက်လက်ခုပ်တက်လေးလည်းကြားချင်ပါတယ်ရှင်ခံစားချက်ကတော့ကျွန်တော်ဟိုပေါ့ဒိုင်တွေကလည်းမိကုန်းတွေအများကြီးမေးတယ်ပေါ့နော်အရန်ကိုကောင်းမွန်တဲ့မိကုန်းတွေပဲပေါ့နော်အဲ့ဒီမိကုန်းတွေမှာလည်းကျွန်တော်ကောင်းမွန်ဖြေဆိုခဲ့တယ်ကျွန်တော်တို့အခုလက်ရှိလုပ်နေတဲ့လုပ်ငန်းခွင်မှာရှိတဲ့ကျွန်တော်တို့ရဲ့ strategy အတိုင်းပဲကျွန်တော်တို့အကောင်းဆုံးဖြေဆိုခဲ့တယ်ပေါ့နော်အဲ့တော့ဟိုဘယ်လိုပြောမလဲရင်းထဲမှာတော့အကောင်းဆုံးလုပ်ခဲ့တယ်လို့ပဲကျွန်တော်တို့ယူဆတယ်ပေါ့နော်ကျင်းနေပါတယ်ဟုတ်ကဲ့ကျွန်တော်အချိန်ပြည့်ပါလို့မပြောလိုက်ရတာလေးတော့ရှိတယ်ဘာလို့လဲဆိုတော့အဲ့ဒါလေးကနည်းနည်းအရေးကြီးတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီကျွန်တော်တို့စင်ကာပူမှာရှိတဲ့ကျွန်တော်တို့ရဲ့ဒီ developer တင်းတွေကတယောက်ဆိုလို့ရှိရင်သူတို့ government project တွေကြီးပဲလုပ်တာဒီ robot နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီ robot ကိုကျွန်တော်တို့ကဘယ်လိုဝယ်လဲဆိုတော့တရုတ်ကနေပစ္စည်းမှားတယ်ဒေါ်လာ3000 4000ပဲရှိတယ်9000ပေါ့နော်အများဆုံးပေါ့နော်9000နဲ့ဝယ်လိုက်ဝယ်ပြီးသွားလို့ရှိရင်သူတို့ကဘာထည့်လဲဆိုတော့ AI computer ပဲထည့်လိုက်တာ AI computer လေးထည့်လိုက်တဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့ intelligent ကတော်တော်ဖြစ်သွားဖြစ်တဲ့ခါကျ government project တွေမှာဆိုလို့ရှိရင် robot တရုတ်ကိုဟိုလားတိန်းနေချီပြီးတော့ရောင်းရတယ်ပေါ့နော်အဲ့ဒါကျွန်တော်တို့အတွင်းသတင်းလို့လည်းပြောလို့ရတယ်ပေါ့နော်ရှိတယ်ဗျဟုတ်ကျွန်တော်တို့မှာရှိတယ်လက်ရှိဘာတွေဆက်လုပ်မလဲဆိုတဲ့ strategy လေးလည်းကျွန်တော်တို့ချပြပေးသွားမယ်ဗျဟုတ်
ကဲအခုဆိုရင်တော့ဒါ top 8 level ရဲ့ round 2 ရှင်ပြိုင်မှုကိုကြည့်ရှုခဲ့ရတာပဲဖြစ်ပါတယ် top 8 level မှာပြိုင်ပွဲဝင်10ဦးစလုံးက round 1 round 2 ခွဲပြီးရှင်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်ဒါဆိုရင်တော့နောက်ထပ်လာမယ့် season ကဘယ်သူတွေက top 8 level ကနေနောက်ထပ်တစ်ဆင့်ဖြစ်တဲ့ top 4 level ကိုတက်ရောက်သွားမလဲဆိုတာကိုသိရတော့မယ် result show season ပဲဖြစ်ပါတယ်ရှင်ဒါဆိုရင်တော့နောက်ထပ်လာမယ့် result show အစီအစဉ်ကိုရှင်ခုံစွာနဲ့ဆက်ဆက်စောင့်မျှော်အားပေးကြည့်ရှုကြပါအောင်ရှင်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်